သာသနာတော်နှစ်2553ခုနှစ်ဘောဇာတက္ကရာ1380ခုနှစ်ဆောင်းလရီကျော်17ရက်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ညမြင်းဆောင်17ရပ်ကွက်ပရမညာစေမိသားစု၏ပထမကျိန်ဆင်းခြင်းကပြုလုပ်အပ်သည့်ခြေရဝါဒအထူးတရားပွဲဝင်ဟောကြားအပ်သောစန္ဒမုနာယူရမည့်ဒီလိုလူတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုရားသခင်ရှင်လာမြတ်ဘုရား၏မဟာကရုဏာတော်ကိုအာရုံပြုကတိပြုဖက်ဆိုအပ်သောဝန္ဒနာကနာမအာသီတဂါထာကိုယေစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောဂကကောတိဟိတိအပ္ပမေယံကာလံကရုဏောတိတုကရာတိခေရံကတောလောကာဟိတယနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြတ်စွာသတ္တဝါဤချမ်းသာစီးပွားလွန်လာတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာခြင်းရှင်တော်မြတ်ဗျာသည်သဗ္ဗဂောတိဟိတိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လည်းအဘယ်နေရန်ရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလောကအတိတကရာနိဥ္စာတဲ့ခြေလက်အင်္ဂါဒိဋ္ဌချိမာသမိတာနှင့်တထာသတိဆွန်ရင်ကြီးဟုကျတိထဝေငါးပဲအစုအလုံးခဲရတော်မူလို့ကိုကရုဏာဘုရားရှိရာဤတန်ကျိုးကိုအထုတော်မူရသည်ဖြစ်၍ခေရလက်ရှိပြန်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပြမခြင်းတို့ကတောဘဝတဏ္ဍာချိန်ခံများစွာရောက်တော်မူခဲ့ရအရှာလေးကြီးမဟာကရုဏီကသတ္တဝါများယံဝေတာကဲ့သို့သနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောသာသနာ့ကဝိညာဉ်များစွာတတ္တဝါဤချမ်းသာစီးပွားလွန်လာတောင်းတဂုံပေါင်းခါသဖြင့်နာထပညာထိုရှင်တော်မြတ်ဗျာအားနမောယတိကြောင့်ပြောင်းမှန်ကိုလျော်ဖြင့်ကရောယောကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မဲ့တွေဖြစ်ပါစေတည်းစန္ဒမုနာယူရမည့်လိုလူလောကမှာစန္ဒမုနာယူရမယ့်ပုဂ္ဂိုလ်မျိုးတွေခေတ်ဆက်ဆက်မှာပေါ်ပေါက်ခဲ့မှုတွေကမ္ဘာသမိုင်းမှာပဲဖြစ်ဖြစ်မြန်မာသမိုင်းမှာပဲဖြစ်ဖြစ်စန္ဒမုနာယူရမယ့်ပုဂ္ဂိုလ်မျိုးတွေလောကရဲ့တကယ်စံပြရဖြစ်လို့စံတဲ့ပုဂ္ဂိုလ်မျိုးဟာထိုပုဂ္ဂိုလ်များရဲ့စန္ဒမုနာအတုယူလို့လောကကြီးရဲ့ကြီးပွားတိုးတက်ရေးကိုအထောက်နိုင်ကြတာဖြစ်ပါတယ်စန္ဒမုနာယူရမယ်ဆိုတဲ့နေရာမှာဆရာကိစ္စများမှာစန္ဒမုနာအဖြစ်မှတ်တမ်းတင်ရတဲ့ပုဂ္ဂိုလ်မျိုးတွေကိုဆိုလိုတယ်စီပွားရေးနဲ့ဖြစ်စေဘာသာရေးနဲ့ဖြစ်စေလူမှုရေးနဲ့ဖြစ်စေကိုချစ်တရားဘက်ကလည်းဖြစ်စေစန္ဒမုနာယူရမယ့်ပုဂ္ဂိုလ်တွေဆိုတခိတခါရှိခဲ့တာလေးကြည့်တယ်ဘုရားမြတ်စွာလက်တော်ခန္ဓာလာတော့ကလည်းဘလူတန်းရေရောမှုနဲ့ပတ်သက်ပြီးစန္ဒမုနာယူရမယ့်ပုဂ္ဂိုလ်ဟာအလုံးသိကြတဲ့အတိုင်းအနာထပိဋိကဆိုတဲ့တစ်ချိန်ကြီးကစန္ဒမုနာယူရမယ့်ပုဂ္ဂိုလ်သူရဲ့ပင်ကိုယ်ရင်းဖြစ်တဲ့သုထတ္တဆိုတဲ့နာမည်တော်ကြောက်ွယ်သွားပြီးတော့သူ
ရဲ့စေတနာဆွမ်းအားသရာဆွမ်းအားတွေကိုပေါ်ပြတဲ့အတ္တထပိဋိကတဲ့ကိုယ်ပဲရမဲ့ဆိုင်ရမဲ့တောင်းရမဲ့ပုဂ္ဂိုလ်တွေကိုအခမဲ့စေတနာသရာတရားရေရောစွာကျူးမွေးဆောင်ရှောက်လာတဲ့ပုဂ္ဂိုလ်ကိုအတ္တထပိဋိကလို့ပြောတယ်။ဒါလည်းစံမူနိုင်ရောတဲ့ပုဂ္ဂိုလ်ပြအမျိုးသမီးတွေကကြည့်မယ်ဆိုလို့ရှိရင်ဝိသခာချောင်းအမှန်ကြီးစံမူနိုင်ရောတဲ့ပုဂ္ဂိုလ်ကိုပဲအမျိုးသမီးဘဝနဲ့အမြဲတမ်းတန်ဖိုးကြီးမားလာတဲ့ပုဂ္ဂိုလ်ရဲ့ကြောင့်ဒီလိုဆောက်လုပ်တယ်။သာမန်ပုဂ္ဂိုလ်တွေမဆောက်လုပ်နိုင်။ဒါကြောင့်ဝိသခာချောင်းအမှန်ကြီးဟာလည်းစံမူနိုင်ရတဲ့ပုဂ္ဂိုလ်တွေမှာပါတယ်ပေါ့။ဒါကလူရေးတိုင်းရေးဘက်ကသာသနာ့ယူရတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်နဲ့ဉာဏ်နာရီဘက်ကလည်းရှိတာပဲယုတိဘေကုဒီဘက်ကလည်းရှိတာပဲသာသနာ့ယူရတဲ့ပုဂ္ဂိုလ်မြန်မာသမိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျုပ်ကွဲနေတဲ့မြန်မာနိုင်ငံတော်ကြီးကိုစီလုံးညီညွတ်သောအောင်သစုကြီးဖြစ်အောင်ပထမမြန်မာနိုင်ငံတော်ကြီးကိုတည်ထောင်ပြီးတော့ဒီကနေ့ခေတ်ကိုယ်ပဲနေကြတဲ့ခြေတော်ဝါဒဗုဒ္ဓသာသနာထွန်းကားအောင်လုပ်သွားတဲ့နေရာမှာစံပြဖြစ်တဲ့အနိရုဒ္ဓလို့ခေါ်တယ်အနောယထာမေဒီယာကြီးကသံဃာ့လိုက်ရတဲ့ပုဂ္ဂိုလ်တွေအဲဒီကိုကြီးပွားတိုးတက်အောင်လုပ်ပြီးတော့ခြေတော်ဝါဒသာသနာတော်ကြီးပွင့်လင်းအောင်ဆောင်ရွက်တော်တဲ့ပုဂ္ဂိုလ်ဖြစ်သံဃာ့နာယောဂပုဂ္ဂိုလ်ပဲထို့တူပဲနာရမင်းကြီးကိုဆက်ခံခဲ့တဲ့ကျမ်းစစ်သားမင်းတို့လည်းသံဃာ့နာယောဂပုဂ္ဂိုလ်ပဲထို့နောက်မှာပြုတ်ကွဲသွားတဲ့မြန်မာနိုင်ငံတော်ကြီးကိုပြန်ပြီးစီယုံနိုင်တဲ့ဘယင်းတော်မေတ္တာကြီးတို့နောက်ဆုံးမှာအခုလက်ရှိဒီကိုမြန်မာနိုင်ငံလို့ခေါ်ရတဲ့ဒီကိုအတိုင်းအတာနဲ့ကျေဝန်းတဲ့နိုင်ငံတော်ကြီးကိုနောက်ဆုံးတည်ဆောက်သွားတဲ့လောမေတ္တာကြီးတို့ဆိုတာသံဃာ့နိုင်ငံရောဆူဆီးသွားတဲ့ပုဂ္ဂိုလ်မြန်မာသမိုင်းမှာရှင်းရှားတဲ့ပုဂ္ဂိုလ်ဒါကနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒီကနေ့မြန်မာလို့ကမ္ဘာမှာပြောလို့ရအောင်မြန်မာနိုင်ငံလို့ဆိုပြီးတော့ဘဝနိုင်ငံကြီးထဲမှာမြေပုံတစ်ခုအနေနဲ့ပေါဝင်နိုင်အောင်ဆောင်ရွက်သွားခဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်စံမူနိုင်ရတဲ့ပုဂ္ဂိုလ်တွေကိုချင်းတရားနဲ့ပတ်သက်လာလို့ရှိရင်ခြားကိစ္စတွေနဲ့ပတ်သက်လာလို့စံမူနိုင်ရတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်ဓမ္မသမိုင်းမှာကြောက်ကြားရှိတယ်ပေါ့ဆိုတော့အကန့်ခိကအမျက်ရှိခြင်းကသူဒီတယောက်ကောင်းဖို့ရမှုတယောက်ကပြက်နေတာကခမတာကြီးဆိုတဲ့ကြပြာကိုရေးခဲ့ပြီးတော့အမျက်ရှိခဲ့တဲ့အနာဂတ်လူကြီးကအမတ်ရှိတယ်စိတ်တော်အားရေးရခန္ဒီနှလုံးသားနဲ့ပတ်သက်ပြီးတော့စံကူလာရောတဲ့ပုဂ္ဂိုလ်တူပဲဒါလည်းပဲထူးထူးခြားခြားသမိုင်းမှာအတန်းဝင်တဲ့ပုဂ္ဂိုလ်နောက်တစ်ခုမင်းရတာလို့ခေါ်တဲ့အမတ်ကြီးတယောက်အမှန်အရာသားတယောက်ကနေပြီးတော့စာပေကိုလေ့လာပြီးဘုဒ္ဓတာလိုက်စားတဲ့နေရာမှာစံမူနိုင်ရတဲ့ပုဂ္ဂိုလ်တူတယ်ဒါလည်းပဲအမှန်ပုဂ္ဂိုလ်တယောက်ကနေပြီးတော့လေ့လာမှတ်သားသွားလို့ပညာရှိအမတ်ကြီးတစ်ခုဖြစ်ရောက်ရှိပြီးတော့သွားလို့စံမူနိုင်ရတဲ့ပုဂ္ဂိုလ်ပကံခေကပဲအသက်ကြီးမှစာပေသင်တာအတမ်းကြောင်းနိုင်သေးတယ်လို့စာပေသင်ကြားရေးနဲ့ပတ်သက်ပြီးတော့စိတ်ဓာတ်တွေမချကြဘူးဆိုပြီးစံမူနာပြပါတယ်ဥကျပွေဆိုတာလည်းစံမူနာရောတဲ့ပုဂ္ဂိုလ်တူမြန်မာနိုင်ငံမှာပြောလို့ရှိကြတယ်အသက်ကြီးမှဘာလို့မှတော့သင်နေလို့ဘာလို့ရှိမှတော့ပြောတဲ့လူကညာခိုင်လည်းတော်တော်များများပညာဆိုတာအိုရလို့မရှိမြန်မာနိုင်ငံသက္ကသံဃာနာတင်ပွဲကကမ္ဘောဒီးယားကဆရာတော်ကြီးကကြွလာ
မောရဆရာတော်ကြီးကတက်တော်80ရှိအဲ့ဒီဆရာတော်ကြီးကမြန်မာနိုင်ငံမှာလာရင်လူဘာလုပ်နေတော့ဆိုအင်္ဂလိပ်စာသင်နေဖတ်အဲ့ချိုးကိုယ်တွေကသွားပြီးတော့စကားပြောရင်းလျှောက်တယ်ပေါ့ဆရာတော်ဘာဖတ်အင်္ဂလိပ်စာသင်နေတယ်အင်္ဂလိပ်စာလေးကြီးကျက်နေတယ်ဆရာတော်တက်80ရှိနေပြီအင်္ဂလိပ်စာဘာလို့ဖို့လို့ဒါဘုံမထားတတ်တဲ့ပုဂ္ဂိုလ်ကဘာလို့ဖို့လို့ဆိုတာပဲကြည့်နော်အဲ့ဒီဆရာတော်ကြီးပြောလိုက်တဲ့စကားလည်းမှတ်သားစရာအလွန်ကောင်းတယ်ကိုရောပညာဆိုတာတနည်းနေရတနည်း3ရတယ်လဲသလားဒါပညာပဲဖြစ်ဖြစ်ပညာဆိုတာယူရတကြီးသွားတယ်ဆိုတာမရှိဘူးတနည်းအသက်ရှင်တနည်းအသိဉာဏ်တစ်ခုရဒီဘဝမှာပညာမသင်ခဲ့ဘူးဆိုလို့ရှိရင်နောက်ဘဝပို့ပြီးတော့တက်ဖို့မရှိတော့ဒီဘဝသင်လိုက်တဲ့ပညာဟာ online ဖြစ်သွားဟောပညာမသင်တဲ့ပုဂ္ဂိုလ်တော့ဘဝသူတက်လာမှာမဟုတ်ဘူးဒီဘဝသင်သွားတဲ့ပုဂ္ဂိုလ်ကနောက်ဘဝကျတော့ပိုးလွယ်သွားကြောက်သွားတာမဟုတ်ဘူးဝိရဏပညာသင်ထားတဲ့ပုဂ္ဂိုလ်ဒီအလယ်တန်းတက်ဖို့လွယ်သွားတယ်အလယ်တန်းပညာသင်ထားတဲ့ပုဂ္ဂိုလ်ဒီအထက်တန်းတက်ဖို့လွယ်သွားတယ်အထက်တန်းပညာသင်ထားတဲ့ပုဂ္ဂိုလ်ကလည်း University တက္ကသိုလ်ပညာလွယ်သွားတယ်ကြောက်သွားရင်ပဲလွယ်မလဲအဲ့ဒါလိုပဲတန်တရားခရီးသွားနေတဲ့အချိန်မှာဒီဘဝသင်ထားတဲ့ပညာဒီနောက်ဘဝမှာပိုးလွယ်ကိုမှုရှိတယ်လို့ဒီလိုဆိုလို့ကြောက်သွားတာမဟုတ်ဘူးဒါမျိုးအလားတန်တူတာနဲ့ဒီတိုင်းနဲ့အသိဉာဏ်ဆိုတာပေါ်လာတာပဲဒါကြောင့်မို့လို့ပညာဆိုတာအသက်ကြီးပြီဖြစ်စေငယ်ပြီဖြစ်စေစီးပူးလေ့လာနေကြရမယ်တဲ့ပါရမီဆိုတာလည်းဒီလိုစီးပူးကသူကတော့ပါရမီလူသေးတာပဲလို့ပြောပြီးတော့ဒီတိုင်းနေတဲ့ပုဂ္ဂိုလ်တွေကပါရမီကသူ့ဟာသူသေပြီးရင်းတယ်လို့ညာရှင်းလာတယ်လို့အောင်းမေးလို့လားမသိဘူး။နောက်သေတိကတော့သူ့ဟာဒီတရက်ကသိပြီးရင်ကောင်းရင်းလာတယ်ပဲပါရမီကတော့မဖြည့်ပဲနဲ့သူ့ဟာသူရလာမှာမဟုတ်ဘူး။ပညာပါရမီနဲ့ပတ်သက်ပြီးတော့မှတ်သားစရာလေးတွေကဒီကနေ့ခေတ်မှာပညာဒါနဆိုပြီးတော့ပညာကိုရည်စူးပြီးတော့ပညာသင်ဖို့အားပေးတာတွေကိုပညာဒါနလို့ခေါ်နေတယ်အဓိကမချလာဘူးအကျိုးမပေးဘူးလို့မဆိုလို့သို့တော့ထောက်အကူပဲဖြစ်သူတစ်ပါးပညာတော်အောင်ဆိုပြီးတော့ဇေယျစကားထောက်ပံ့တဲ့ပုဂ္ဂိုလ်ကနောင်ဘဝရောက်လို့ရှိရင်ကိုယ့်ကိုပညာသင်ကြားရေးအတွက်ထောက်အကူပေးမှာပဲဒီလိုပဲရပညာတတ်ဖို့မဟုတ်ဘူးအဲ့ပညာအတွက်အထောက်အကူကုသိုလ်လုပ်ရင်ပညာအတွက်အထောက်အကူပဲဖြစ်မယ်ဉာဏ်ကောင်းခြင်းနဲ့တော်ခြင်းနဲ့ဆိုရင်ဒီဘဝမှာသင်ရဒါကြောင့်မြတ်စွာဘုရားကမဟာပညာတောင်းတမိကပฏิပဒါလို့ခေါ်တဲ့ကြီးမားသောပညာကိုဖြစ်စေတဲ့အကျင့်တရားဆိုတာဘာလို့လဲပညာရှိပုဂ္ဂိုလ်တွေကိုချင်းကပြီးရှင်ဘုရားသို့မဟုတ်လူဆိုလို့ရှိရင်လူပေါ့။ခေါ်ရောက်ပြီးတဲ့အခါကျတော့ဒါကဘယ်လိုခေါ်တာတော့ကြအပြစ်ရှိတဲ့တရားကဘယ်လိုတော့အပြစ်မကင်းတဲ့တရားဆိုတာဘယ်လိုတော့ဒါကလုံးတဲ့နဲ့ဟာလားဒါကမလုံးတဲ့နဲ့ဟာလားမသိသေးတဲ့အချင်းအရာတွေကိုစူးစမ်းလေ့လာမေးမြန်းမှတ်ယူတာမှပညာပါရမီအစစ်တာဘုရားလောင်းတော်ဉာဏ်ကြီးတယ်ဆိုတာအဲ့ဒါလိုပဲပညာရှိပုဂ္ဂိုလ်တွေထံချင်းကပ်လေ့လာမေးမြန်းတာပညာရှိကြောင်းပဲဒါကြောင့်မလို့ပညာပါရမီနဲ့ဆိုပြီးတော့ကိုယ်ကိုယ်တိုင်လောကမှာပြင်းလို့သူတစ်ပါးကိုအားပေးယူပေးတဲ့ပုဂ္ဂိုလ်ကနောက်ဘဝလည်းကိုယ်အားပေးခံရရုံပဲဖြစ်မယ်အတွင်းကပညာဓာတ်ခံကတော့ကောင်းမှာကောင်းမှာပေါ့ဒါမို့အတွင်းပညာဓာတ်ခံကောင်းကျင်လို့ရှိရင်ဒီဘဝမှာသင်ရမယ်မေးရမယ်စူးစမ်းရမယ်လေ့လာရမယ်အဲ့ဒါကမှတကယ်ပညာပါရမီဖြစ်ပါတယ်ဒါကြောင့်မို့လို့လောကုံလုံးကြီးမလွဲဖို့အမှန်တမ်းအရေးရှိတယ်နော်ကံတရားဆိုတာတူတာကိုအကျိုးပေးရတယ်ကောင်းပြီ
ဝန်စင်းမင်းရတာတို့ပညာပါရမီပညာလိုက်စားထားတဲ့ပုဂ္ဂိုလ်ပြောက်ထူးခြားတဲ့ပညာအရည်အသွေးတွေရပြီးတော့တာမန်ပုဂ္ဂိုလ်တယောက်ကနေပြီးတော့အမတ်ကြီးရယူရပညာရှိဆိုတဲ့အမည်နဲ့အမတ်ရယူရသွားပြီးဒါလည်းသမိုင်းမှာမှတ်တမ်းဝင်တဲ့စံနမူနာယူရမယ်သူလိုလူပုဂ္ဂိုလ်လူပဲကျေးဇူးသိတတ်တဲ့နေရာနဲ့ပတ်သက်လာလို့ရှိရင်စံနမူနာယူရမယ်သူရဲကောင်းတယောက်ကပြည့်ရခဲ့မှာပေါ်ပေါက်ခဲ့ဘူးလေပြည့်ရခဲ့မှာငါးသိရှင်ကျော်စွာမင်းကသူ့ရဲ့ညီဝမ်းကိုဖြစ်တဲ့စကိုင်းမြို့ကအတင်တရားစောရုံးမင်းကိုလှုပ်ကြံပြီးတော့စကိုင်းမြို့ကအာဏာသိမ်းတယ်အဲ့လိုအာဏာသိမ်းရင်တော့သူ့ရဲ့လူယုံတော်မခင်ညိုဆိုတဲ့လူကိုတတ်ခိုင်းလိုက်တဲ့အခါကျတော့မခင်ညိုကတော်ရမှာပုံအောင်ပြီးအခွင့်အရေးကိုချောင်းနေရတယ်။၃ရက်ကြာသမင်းစားရဘူး။ခွင့်ရရတယ်။အဲ့ဒီလိုတော်ရမှာပုံအောင်ပြီးသမင်းစားရတဲ့အချိန်၃ရက်မြောက်တေကရာစောယုံနေကမဟာဂိရိနတ်ကိုကျင်းတဲ့နတ်ကျင်ထားတဲ့သမင်းကိုတွေ့တော့အဲ့ဒီသမင်းကိုစားလိုက်စားပြီးအဲ့ဒီနေ့ညမှာပဲအခွင့်အရေးရလို့နန်းတဲ့ရှိအောင်ဝင်အသင်္ကေယဆောင်းရအိတ်တဲ့သံတော်လေးကိုရောက်အောင်ပေါ့ရောက်ပြီးတော့ဝင်သွားနိုင်တန်ရဓာတ်ကိုထုတ်ပြီးတော့အသင်္ကေယဆောင်းရမင်းကိုလှုပ်ကြံမယ်လို့လှုပ်လိုက်တဲ့အချိန်မှာသူ့ရဲ့ခေါင်းထဲမှာဘာပေါ်လာလို့ဆိုအေး၃ရက်တည်းသမင်းမစားရတော့ငါသမင်းနိုင်ဟောဒီမင်းတရားအသင်္ကေယဆောင်းရရဲ့လက်တင်ထားတဲ့သမင်းကိုငါစားလိုက်ရသူကငါရဲ့သမင်းရှင်ဖြစ်နေပြီဟောစဉ်းစားတာကျေးဇူးတည်တဲ့သင်္ကေယဆောင်းရမင်းကသူတွေးတာတော့မဟုတ်ပေမဲ့သင်္ကေယဆောင်းရမင်းလက်တင်ထားတဲ့သမင်းကိုစားရတာမို့ငါရဲ့သမင်းရှင်ဖြစ်သွားပြီမတတ်ထိုက်ဘူးသမင်းရှင်ဆိုတာမပြတ်ပါတဲ့ဘူးစဉ်းစားဖို့မရသူစဉ်းစားဖို့ကဘလို့တစ်ဖက်ကကြည့်ရင်အလွန်အန္တရာယ်များတယ်သူအသက်ကိုစွန့်ပြီးတော့စဉ်းစားရဒီကိစ္စအကယ်၍သာအသင်္ကေယဆောင်းရုံးမင်းကိုမလုပ်ချင်ခဲ့ဘူးဆိုလို့ရှိရင်သူအသက်ခံရမယ်သို့တော့အသက်ခံရရင်အသက်ခံရပါစေသမင်းရှင်ကိုတော့ငါမပြစ်မှာဘူးသို့တော့ငါရောက်တယ်ဆိုတဲ့တဲတော်ကငါရောက်တယ်ဆိုတဲ့အထိတ်မှတ်နေတယ်အသင်္ကေယဆောင်းရုံးမင်းကိုင်တဲ့ဗရမ ्या စီတဲ့တန်ရဲ့ဓာကြီးကိုတော့သူယူလာခဲ့သင်္ကေယဆောင်းမင်းကိုတော့မတတ်ခဲ့ဘူးတိုင်းပြည်ပြန်ရောက်သွားတဲ့အခါကျတော့ကျော်စွာမင်းကမေးတယ်ဘယ်နဲ့လဲငါခိုင်းလိုက်တာပြီးခဲ့လားလို့ဆိုတော့ပြန်ပြီးတော့သံတော်ဦးနေတယ်ဒီလိုပဲသမင်းစားသမင်းရှင်ဖြစ်တဲ့အတွက်ကြောင့်သူမလုပ်ကြံပါဒါပေမဲ့လို့သူ့ရဲ့သံတော်အနီးပါရောက်တော့ပါဠိမှာဓာတ်ကိုဆက်ပါတယ်လို့အဲ့ဒါလိုရဲဝုန်းပေါ့သမင်းရှင်ကိုမပြစ်မှားတဲ့ကျေးဇူးတည်တဲ့မခင်ညိုတဲ့မြန်မာရာဇဝင်မှာသင်္ချာပေါ်ခဲ့တဲ့သူလိုလူတွေပဲစံနမူနာပြောတယ်ခုခေတ်မှာတော့လောလောကူနဲ့ကျေးဇူးကမ်းတတ်ကြတယ်ပေါ့အဲ့တော့သူကတော့ကျေးဇူးကိုရှာကြံပြီးတော့တင်တတ်တဲ့ပုဂ္ဂိုလ်မျိုးငါသိရှင်ကျော်စွာမင်းကလည်းစိတ်ကောင်းနှလုံးကောင်းရှိတဲ့မင်းတရားဖြစ်တယ်စဉ်းစားတယ်ငါကြောင့်ဟာသမီးလေးတစ်လုံးစားရတာလည်းကျေးဇူးတည်တတ်သေးတယ်ဆိုလို့ရှိရင်ငါကသူ့ကိုလာလာရေးနေနေတဲ့သမင်းကျွေးနေတဲ့ပုဂ္ဂိုလ်ကငါကျေးဇူးလည်းပြီးမှာပဲလို့ဆိုပြီးငခင်ညိုကိုတန်ဖိုးကြီးချပြီးတော့ဓာတုတွေတော့မြောက်စားပေးလိုက်သေးတယ်ဒါမြန်လာသမိုင်းမှာရှင်းရှားခဲ့တဲ့သူ့လိုလူတွေပေါ့နော်အများကြီးပဲရှိတယ်ပေါ့ဒီနေရာမှာရိုးသားပြီးတော့ကျိုးစားလို့စံနမူနာထားရမယ့်ပုဂ္ဂိုလ်ပြောင်းဘုရားမြတ်စွာလက်ထက်တုန်းကပေါ်ပေါက်ခဲ့တယ်ရိုးသားကျိုးစားလို့ကြီးပွားအောင်မြင်သွားတဲ့ပုဂ္ဂိုလ်တွေမြောင်များစွာရှိနေတယ်ဒီပုဂ္ဂိုလ်ကတော့ထူးခြားတဲ့ပုဂ္ဂိုလ်ပြောင်းအနေနဲ့ဘုရားမြတ်စွာလက်ထက်မှာမှတ်တမ်းတင်ခံရတဲ့ပုဂ္ဂိုလ်ပေါ့ခ
ဆိုကြလို့မတန်းတင်ခံရတဲ့ပုဂ္ဂိုလ်တွေမှာကြောင်ကြားစွာရှိတယ်ပေါ့50ဇာတ်ထဲမှာလည်းစီးပွားရေးနဲ့ပတ်သက်ပြီးတော့ထူးချွန်တဲ့ပုဂ္ဂိုလ်တွေတော့မတန်းတင်ရမှာသုလတိတိသတ်မှာပါတဲ့ချက်တည်တစ်ခုအရင်ပြုပြီးကြီးပွားတိုးတက်သွားတဲ့ပုဂ္ဂိုလ်ဒါလည်းမတန်းတင်ရတဲ့ပုဂ္ဂိုလ်တွေပဲလောကမှာသံဃာယူပြီးတော့အထူးယူရမယ့်ပုဂ္ဂိုလ်တွေကြောင့်များစွာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပေါ်လာတတ်တယ်တဲ့ပေါ်လာတဲ့အခါမှာဒီဒီကိုယ်တိုင်ကသင်္ကန်းစာယူပြီးထိုပုဂ္ဂိုလ်မျိုးအထူးယူခြင်းတော့ဖို့ပေါ့ဓမ္မရေးရနဲ့ပတ်သက်ပြီးတော့လည်းအထူးယူခြင်းတော့ရမယ့်ပုဂ္ဂိုလ်တွေကြောင့်များစွာရှိတာပဲဆိုပါစို့ကလုံးရင်းစိတ်ဓာတ်နဲ့ပတ်သက်လာလို့ရှိရင်အထူးယူရမယ့်ပုဂ္ဂိုလ်စိတ်တော်ရနဲ့ပတ်သက်ပြီးတော့သိက္ခာပုစွမ်းအားစိတ်တော်ရအမတန်မှကောင်းလို့အရာရာကိုရှင်ဆိုင်ရဲတဲ့ပုဂ္ဂိုလ်မျိုးရှင်ပုံနာလို့ပုဂ္ဂိုလ်မျိုးကစံပုံနိုင်ရတဲ့ပုဂ္ဂိုလ်တွေပဲပုံတော်ဝါဒတောက်မှတာတဲ့ရှင်ပုံနာဆိုသူကသူ့နာပရဒတ်တိုင်းကရသော်ဘုရားကချင်းကပြီးတော့အရှင်ဘုရားရဲ့တပည့်တော်ကိုဟောရတာလေးအချင်းချုပ်ပြီးပါလို့ဆိုတော့ရသော်ဘုရားကဘာကိုဟောတော်ဆိုရင်အချင်းချုပ်ကနန္ဒီဒုက္ခကမူလံနဲ့အတွေ့အတာတွေဆိုတာဒုက္ခရဲ့အကြောင်းရင်းအရင်အမြစ်ဖြစ်တယ်ဆင်းရဲဒုက္ခဘယ်ကလာတာလဲဆိုရင်တွေ့တာမှုတဏှာကလာတာအဲ့ဒါကြောင့်လို့တွေ့တာမှုတဏှာမဖြစ်စေနဲ့မျက်စိကမြင်ပြီးတော့လည်းတွေ့တာမှုမဖြစ်စေနဲ့နားကအတန်ကြားတဲ့အာယုပေါ်မှာလည်းတွေ့တာမှုမဖြစ်စေနဲ့နှာခေါင်းကအနံ့ရပြီးတော့လည်းတွေ့တာမှုမဖြစ်စေရှာနဲ့အရသာခံပြီးတော့လည်းတွေ့တာမှုမဖြစ်စေခန္ဓာကိုယ်နဲ့ထိတွေ့ပြီးတော့လည်းတွေ့တာမှုမဖြစ်စေနဲ့တဲ့အာယုတွေပေါ်မှာတွေ့တာမှုမဖြစ်စေဒါဖြစ်လို့နန္ဒီမြစ်တဲ့တွေ့တာမှုဆိုတာဒုက္ခကမူလဆင်းရဲဒုက္ခရဲ့အကြောင်းရင်းဖြစ်တယ်ဆင်းရဲဒုက္ခကလွတ်ရှင်လို့ရှိရင်တွေ့တာမှုဖယ်ရှားရမယ်နန္ဒီနိရောဓဒုက္ခနိရောဓတွေ့တာမှုချုပ်ငြိမ်းသွားရင်ဆင်းရဲဒုက္ခငြိမ်းမှာပဲလို့မြတ်စွာဘုရားကဆုံးမဩဝါဒအတူလေးပြလိုက်အလုံးမဆက်ကောင်းတဲ့ဆုံးမဩဝါဒပုံတော်ဝါဒတော့ဒီနေရာမှာရှင်ဘုရားရဲ့စိတ်ဒီသဘောထားဟာကောင်းကောင်းမလဲဆိုရင်မြတ်စွာဘုရားကမေးတယ်အစီကဒီလိုဆုံးမဩဝါဒယူပြီးတော့ဘယ်ရသွားနေကြလို့ဆိုအရှင်ဘုရားတဲ့ဒီလိုသူနာပရဒတိုင်းကိုသွားပါမယ်မြန်မာရာဇဝင်တွေမှာတော့သူနာပရဒတိုင်းဆိုတာလေတိုင်းကျောင်းတော်ရလို့ဒီလိုအဲ့ဒီဘက်ကိုယူဆအိန္ဒိယနိုင်ငံသမိုင်းတွေကတော့ဘုံဘီပြည်နယ်ဒီကနေ့ခေတ်မှာမွန်ဘိုင်းလို့ခေါ်တယ်မဟာရာရှ်ထပြည်နယ်မှာသူနာပရဒဆိုတာရှိတယ်တပည့်တော်သုဏပရန္တကိုသွားနေမယ်လို့ဆိုတော့မြတ်စွာဘုရားကအေးသုဏပရန္တလူတွေကလူဆိုးလူမိုက်တွေပေါ်တယ်အဲ့ဒီသွားနေလို့သုဏပရန္တလူဆိုးလူမိုက်တွေကမင်းကိုဆဲရင်ဘယ်လိုလုပ်မလို့နဲ့မြတ်စွာဘုရားကမေးမင်းကိုဆဲမယ်ဆိုရင်ဘယ်လိုလုပ်လဲရှင်ဘုရားတဲ့တပည့်တော်ကဒီလိုပဲစဉ်းစားပါပါတဲ့အေးဒီလူတွေငါ့ကိုဆဲရုံဆဲတာဒဲနဲ့မှမထူသေးတာတော့ပါပြီသူနာပရဒလူတွေကပါဇက်ပဲပါတယ်လက်မပါသေးဘူးပေါ့ဆဲရုံဆဲတာကိုကပ္ပါရမလို့ဆဲရုံဆဲတာဒါပေမဲ့ငါဒဲနဲ့မထူသေးဘူးလို့ဒီလိုနှလုံးသွင်းပါမယ်တဲ့ခဲတာချင်းဒဲနဲ့ထူပြီဆိုရင်တော့ဘယ်လိုလုပ်မလို့ရှင်များတဲ့သူတို့တပည့်တော်ကဒီလိုတွေးပါပဲသူနာကနာလူတွေတော်ကြပါနဲ့ငါခဲနေတာထုတာလက်နဲ့မရိုက်သေးဘူးဒီလိုသလုံးသွင်းပါမယ်ဒီကနေ့မင်းလက်နဲ့ရိုက်ကြည့်ဆိုရင်ဘယ်လိုလုပ်မလို့တဲ့ဆိုတော့အရှင်ဘုရားတဲ့တပည့်တော်ကဒီလိုသလုံးသွင်းပါပါအေးလူကောင်းတွေငါလက်နဲ့ပဲရိုက်တာဒုံနဲ့မရိုက်သေးဘူးတော်ပါပဲလေလို့ဒီလိုပဲသလုံးသွင်းပါဒေါသချက်ဖို့ရသူ့မှာမရှိဘူးအများအားသိတာစိတ်ဝေးမယ်ဆိုတဲ့အလေးတွေကိုပေါ်ပြ
တွေ့ရစိတ်တော်လာစံပြပုဂ္ဂိုလ်တူတယ်ဘာသာသာသနာထွန်းကားအောင်ဆောင်ရတဲ့ပုဂ္ဂိုလ်တွေရှင်ပုံနာလို့စိတ်ကမရှိလို့ရှင်ဘယ်လိုဆောင်ရနိုင်မှာလဲဘယ်လိုဆောင်ရနိုင်မြတ်စွာဘုရားကဆက်နေတယ်ဒုံးနဲ့ရိုက်ပြီးဆိုရင်ဘယ်လိုလုပ်မလုပ်ဘူးဆိုတော့ရှင်များတဲ့ဒီလူတွေကဒုံးနဲ့သာရိုက်တာဓာတ်နဲ့မှမခုတ်လဲပြောပါပြီဒီလိုနှလုံးသွင်းပါမယ်ဒါနဲ့မင်းဓာတ်နဲ့ခုတ်ပြီးဆိုရင်တော့ဘယ်လိုသွင်းမလို့ဓာတ်နဲ့ခုတ်ပြီးမဲ့တတိတော်ကိုအသေးမတတ်သေးဘူးဆိုပြီးကျေးဇူးတင်အောင်ပါပါတဲ့ဟောဈာခံပြီးတော့ကိုကျေးဇူးတင်တယ်နော်နောက်ဆုံးမှမင်းကိုအသေးတတ်လိုက်ပြီဆိုရင်ဘယ်လိုလုပ်မလို့ဆိုတော့ရှင်ဗျာတဲ့မြတ်စွာဘုရားရဲ့တတိတာဝကတွေထဲမှာယုံနာဓမ္မသင်္ခါရတွေနဲ့ပတ်သက်ပြီးဝိပဿနာအသိဉာဏ်နဲ့ရင့်ကျက်လာတဲ့အခါအချို့ပုဂ္ဂိုလ်တွေကခန္ဓာကိုယ်ပေါ်မှာညီးငွေ့ပြီးတော့ဘဝကြီးကိုဆွတ်ဆုပ်ပြီးတော့အဆုံးသတ်ခြင်းရတယ်ဗျာဘဝကြီးကိုအဆုံးသတ်ခြင်းရတယ်ဆက်ပြီးတော့နေလို့စိတ်မရှိတဲ့ဆိုတော့ရှင်ဝက္ကလိတို့ရှင်အတ္တဇိတို့ရှင်ဂေါရိကာတို့ဆိုတဲ့ပုဂ္ဂိုလ်တွေကယောဂဝေဒနာခဏခဏနှိမ့်ဆက်နေသည့်အတွက်ကြောင့်သူတို့လည်းပင်သူတို့သင်္ဍုံနာနဲ့ပြီးပြီးတော့သိဆုံးကြတဲ့ပုဂ္ဂိုလ်အဲ့ဒီလည်းပင်ကိုသင်္ဍုံနဲ့ပြီးတဲ့အချိန်ကတော့အဲ့ဒီပုဂ္ဂိုလ်တွေကပုရုဇဉ်တွေပဲသို့သောဝိပဿနာဉာဏ်ရင့်တန်နေတဲ့ပုရုဇဉ်တွေတရားမှမကြောက်တဲ့ပုရုဇဉ်နော်ဉာဏ်ကမဖြစ်သေးဘူးအဲ့ဒီလိုသိခြင်းလို့ခန္ဓာကိုယ်ကြီးရဲ့တာဝန်တွေကအမှန်တန်ကြီးလေးလို့လူတွေပြောကြတယ်ပေါ့လားသေသွားအေးတာပဲဆိုတဲ့လူတွေရှိတယ်နော်သေသွားအေးတယ်ဆိုတာကုသိုလ်ကောင်းမှုရှိပြီးတော့ဝိပဿနာဉာဏ်ကျင့်တဲ့ပုဂ္ဂိုလ်တွေတော့သေသွားအေးကောင်းအေးမယ်ပေါ့အာမလူကသေသွားရင်ပုံပြဆိုးလာပါဘူးဘုရားရဲ့တတိသားတွေမှာတော့သေသွားအေးတာပဲဆိုတဲ့စိတ်ကူးနဲ့ကိုယ့်ကိုယ်ကိုသင်္ဍုံနာနဲ့တည်ရင်းကိုပြီးအဲ့လိုဘဝကိုအဆုံးသတ်သွားကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်တဲ့အဲ့လိုအဆုံးသတ်သွားကြတဲ့ပုဂ္ဂိုလ်တွေကသူကိုယ့်ကိုယ်ကိုလုံနေရတယ်လေအခုသုဏပရန္တတိုင်းသားတွေကတတိယကိုခန္ဓာကိုယ်ကြီးရဲ့ဒုက္ခတွေကင်းအောင်လုပ်ပေးတယ်လို့တတိယကကျေးဇူးတင်မှာပါဟောအခက်ခဲမှန်တဲ့များကိုအကောင်းလက်ကရှုမြင်ပြီးတော့ကျော်သွားပြီးတိကံစိတ်ထားနိုင်တဲ့ရှင်ဘုရားရဲ့နှလုံးသားစိတ်သဘောထားသရဏမထူးခြားတဲ့ဒီပုဂ္ဂိုလ်လည်းပဲဘုရားမြတ်စွာရဲ့ပိဋကတ်ထဲမှာသူလိုလူကတစ်ပါးပဲရှိဒီအတွေ့အကြုံတွေးပြီးတော့သိခံတဲ့ဒီတစ်ပါးပဲရှိတယ်နော်ဒီတိုင်းကြောင့်မို့လို့စံနမူနာယူရမယ်သူလိုလူပုဂ္ဂိုလ်တစ်မျိုးပဲအဲ့ဒါနဲ့အဲ့ဒီလိုတရားမှာရေးရစံနမူနာယူရတယ်လို့ပဲသာမန်လူတယောက်ချင်းမှလည်းစံနမူနာယူရမယ့်ပုဂ္ဂိုလ်မျိုးရှိတယ်ဘုရားမြတ်စွာကဒါတိကျကြီးမှာရင်းသုံးနေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာဗိဓာရမင်းကြီးကလူတယောက်ကိုခေါ်လာတယ်ရှင်ဗျာတဲ့ဒီလူဟာခရီး40ချမ်းသာပေမဲ့လို့ကြွားကြွားဝါဝါမရှိဘူးဗျာတဲ့သူရင်ကလုပ်ပြီးတော့စားနေတာတပည့်တော်ကသူချမ်းသာကြောင်းကိုထုတ်ဖော်ပြီးတော့အခုတစ်သေးရာသူ့ကိုပေးလိုက်တယ်ဒါတော့ပစ္စည်းချမ်းသာရဲ့တန်းနဲ့ကြွားကြွားဝါဝါမနေပဲနဲ့သူရင်ကားတွေထံမှာအလုသမားတွေထံမှာအလုကောင်းပြီးအလုလုပ်ပြီးတော့စားနေတဲ့လူအင်မတန်မှပုဂ္ဂိုလ်ကိုရိုးရိုးသားသားကြိုးကြိုးစားစားနေတဲ့ပုဂ္ဂိုလ်မျိုးတပည့်တော်မတွေ့ဘူးဗျာတဲ့ဟောလောကမှာသစ္စာလေးနည်းနည်းရှိလာလို့ရှိရင်မော်ကြတယ်ကြွားကြတယ်ဝါကြအဲ့ဒီပုဂ္ဂိုလ်ကတော့ဂရေ40ကျွယ်ဝတဲ့ပိုက်ဆံဂရေ40လောက်ရှိတဲ့ပိုက်ဆံကြီးချမ်းသာတော်လည်းပဲမောင်းမှာဝါကြွားခြင်းမရှိဘူးတဲ့ရိုးရိုးသားသားလောက်ကြပြီးတော့စားနေဘုရားစာရမူလာရောမဲ့ပုဂ္ဂိုလ်လူသားကျိုးစားဗမာနာခင်းတယ်ဆိုတဲ့နေရာ
ထူးခြားတဲ့ပုဂ္ဂိုလ်တူပဲအဲ့လိုဗိဓာရမင်းကြီးကခေါ်လာသူကဘယ်လိုလူလုံးလို့ဆိုတော့အဲ့ဒါတည်းကြည်ကပဲတထေးကြီးတူရဲ့အာဘောထိုရှိခိခါကာလတော့မှလည်းတစ်ခါတည်းရလောကဝေဒနာကြီးဖြစ်တဲ့ဓမ္မပြင်မှာရှိလိုက်တော့ပြိယောဂါတို့ဝါယောဂါတို့ခုလေးဆိုလို့ရှိရင်ဟုတ်လားကျန်တဲ့တုပ်ကွေးတို့ဝက်တုပ်ကွေးတို့ပတ်တုပ်ကွေးတို့တုပ်ကွေးတွေတော့ပေါ့နော် H5N1 နေပြီးတော့ H1N1 နဲ့နောက်ပြီးတော့ H0N0 လို့လာမှမသိသေးဘူးအဲ့ဒါလို့ virus ပိုးတစ်မျိုးကြောင့်ယောဂဝေဒနာတွေဖြစ်ပြီးကူးစက်ပြီးလူတွေသိကြတယ်ဆိုကြဒီကိစ္စနာမည်မျိုးမျိုးပြီးအဲ့ဒီတော့လည်းရာဇဂုကြီးမှာ virus ပိုးကြောင့်ဖြစ်တဲ့ယောဂဖြစ်လာတော့ပေါ့အဲ့ဒီယောဂဖြစ်ပြီဆိုလို့ရှိရင်ရင်ကောင်လေးတွေကစပြီးတော့သိတယ်ရင်ကောင်လေးတွေသိပြီးလို့ရှိရင်ဘာတွေသိတော့ဆိုချက်တွေခက်တွေသိပြီးတဲ့အခါကျတော့ဘာလို့လဲအကောင်ခက်ကြီးကြီးတွေသိပြီးနောက်ကျတော့လူတွေသိဟောခုဖြစ်ဆိုလို့ရှိရင်တော့ဒါဘာတူလို့ H5N1 လို့ H1N1 လို့ယောဂမျိုးတွေဖြစ်မယ်ပေါ့သိဖြစ်တော့နာမည်ဘယ်လိုပေးထားလဲဆိုအဟိဝါဒသောတာအဟိဝါဒရဲ့အဓိပ္ပာယ်ကအဟိဝါဒဆိုတာအဟိဆိုတာကအဟိဝိတငွေရဲ့စိတ်ကဲ့သို့ဝါဒလေးလိုလင်းများစွာပြန့်နှံ့တဲ့ယောဂမျိုးငွေရဲ့အစိတ်လိုပြင်းထန်ပြီးတော့လေးလိုလင်းများစွာကူးစက်တဲ့ယောဂမျိုးရှင်းပြမှာကျမ်းစာတွေထဲမှာတော့ယင်းအနာလို့ဒီလိုပဲကတော့ကျန်အဟိဝါဒလောကယင်းအနာကုသယောဂတစ်မျိုးဝိသိလို့ပြင်းထန်ပြီးတော့လေးလိုလင်းလင်းညံ့ညံ့ကုသတတ်တဲ့ယောဂတစ်မျိုးအဟိဝါဒလောကအားလို့ဒီလိုခေါ်ကုကိစ္စပြောတာကုသယောဂပေါ့နော်အဲ့ဒီလင်းလင်းညံ့ညံ့ကုသတဲ့ယောဂဖြစ်တဲ့အခါကျကိုယ့်ရလက်ထိဆေးမရှိအိမ်မှာရှိတဲ့မိသားစုတွေသိကြအဲ့ဒီယောဂကခပ်ပြင်းမှလုံးရောက်နိုင်အိမ်နိုင်ရမကိုဖောက်ပြီးတော့ထွက်ပြေးနိုင်မှမြန်မြန်ပြေးမှလုံးရောက်တယ်ဒီအိမ်မှာဆက်ပြီးတော့နေလို့ရှိရင်ယောဂဝေဒနာတွေကဆက်ပြီးတော့ကူးလိုက်တယ်အဲကြောင့်မလို့အဲ့ဒီအချိန်မှာအလားတကျိုးတစ်သေးကြီးရဲ့အိမ်မှာယောဂဖြစ်ကြတာနောက်ဆုံးမှာတစ်သေးကြီးနဲ့တစ်သေးကြောယောဂဆွဲတော့သူတို့ရဲ့သားလေးအရွယ်ပြောင်သေးတဲ့သားလေးခေါ်ပြီးတော့ယောဂကူးမှဆိုလို့ငါသာဒီမှတ်ထားတဲ့နေရာမှာငါတို့ဂရီ40ဥစ္စာမြုပ်ထားတယ်ရှိခိကတော့ဗန်ဒီပဲမရှိတော့ဗန်အပ်ထားတာရှိဒီကြီးတဲ့ပဲမြုပ်ကြရေထွက်တော့မီးလောက်အောင်ပြင်းတဲ့ကြီးတွေတူးပြီးတော့ရွှေဒီငွေတွေကိုအဲ့လိုမြုပ်ထားရှိခိကပစ္စည်းသိမ်းတဲ့နေရာအဲ့ဒါမြေကြီးတဲ့မှာထားဒါလုံယုံစိတ်ချရှုပ်ဝက်ပြီးတော့ဒါကြောင့်မို့လို့ဒီကနေ့မြေကြီးတွေတူးတဲ့အခါကျတော့ဟိုနားရွှေအိုးတွေဒီနားရွှေအိုးတွေတိုက်တူးတဲ့လူလေးတွေနော်ရှိခိလူကြီးတွေကအဲ့လိုပဲမြေကြီးတွေပဲမြုပ်ပြီးတော့ထားတယ်ဒီ40တော့ဥစ္စာတွေကိုမြေကြီးတွေမြုပ်ထားပြီးသားလေးကိုခုဖြစ်လို့ဆိုရင်မြေပုံလေးနဲ့ပြလိုက်မှာပေါ့ pressure အိုင်းလေးကိုမြေပုံလေးပြလိုက်တော့ဘယ်နာမှာခြေလမ်းပဲလမ်းသွားတဲ့ကြီးနာမှာဟောဝေချွေလောက်မြုပ်ထားတယ်ကဲငါသားငါတို့လိုယောဂဖြစ်ပြီငါသားတော့ပြေးပြီးတော့သိလာရင်ထောက်ပြီးတော့ပြေးပြီးတော့ဒီယောဂကကုသတာညံ့တယ်တို့တည်တည်ဖြစ်အောင်စောင့်နေနောက်ဆုံးမင်းကူးလိုက်တယ်ညံ့ညံ့ပြေးလို့ဆိုဟုတ်လိုက်ဒီလေးဝှချပြီးငိုယုံကြဲရတုပ်ပြီးတော့ကလေးလေးထွက်ပြေးတော့ရှာလူသူမနီးတဲ့တောမြိုင်ကြီးထဲမှာသွားပြီးတော့တောင်ကြီးတစ်ခုမှာနေထိုင်ပြီးတော့ဒီပေါင်းတော်ကြာတဲ့အခါကျတော့
ယောဂတွေငြိမ်းတော့ပြီဆိုတဲ့အချိန်မှာအိမ်ပြန်ရောက်ဗမာပြည်မှာလည်းစစ်ကြီးကသာအချိန်ကာလတုန်းကပလိယောဂဆိုတာကိုဖြစ်ခဲ့တယ်။တချို့လည်းမိလိုက်တဲ့ပေါ့မိလိုက်တဲ့လူရှိတယ်မမိတဲ့လူတွေကြားဘူးနာဝရှိတယ်။တရားလုံးတချို့လည်းပဲဒီကုံတော်ဖြစ်သွားတာမျိုးတွေရှိတယ်။အဲဒီယောဂတွေအပြည့်ထွက်ပြီးတော့ပြေးကြအဲ့ဒါမျိုးယောဂဖြစ်တဲ့အခါမှာရာဇဂမြေကတထေးသားလေးတရားအရှင်မြတ်ဘဝရောက်ပြီးတော့တောထဲမှာသွားနေသင်ကြားလာတဲ့အခါကျတော့အမေလည်းမရှိအမေလည်းမရှိဆွေမျိုးတွေကုန်ပြီသို့တော်မိဘတွေကညွှန်ကြားထားတဲ့ယတနာတိုက်ကလေးကိုမပြောင်းမပြတ်စီမှတ်မိနေသေးတယ်ရှိသေးလားလို့လူမမြင်တဲ့အချိန်မှာသွားပြီးတော့ရှိတဲ့အခါအခြေအိမ်မပြတ်သေးဘူးလေဒီကြီးထဲမှာပြုတ်ထားသူ့ကြီးကများထားခဲ့တဲ့ယရနာရွှေအိုးငွေအိုးဒီမှာအခြေမပြတ်ရှိနေသေးတယ်သူကစဉ်းစားတယ်ငယ်ငယ်လေးလုံးတွေကထွက်သွားပြီးတော့ပြန်လာတဲ့အခါကျတော့ဘုစိတ်မွေးတွေနှကမ်းမွေးတွေနဲ့လူမျိုးပေါင်းကြီးဖြစ်လာဒါတည်းတတိသားဖြစ်ဘယ်သူမှသူ့ကိုမသိကြဘူး။ဘယ်ကလူလဲပဲလို့သာမန်လူတယောက်ဖြစ်တယ်သိကြ။သူ့မှတ်မိတဲ့လူရှိတယ်။မရှိတော့သူကစဉ်းစားတယ်။သူတတိသားမှာတော့ပြောပြီးတော့ဒီရွှေတွေတူးပြီးတော့ယူမယ်ဆိုရင်သူအတိုင်းတော့ခံရပြီးတော့ဖမ်းချုပ်ခံရင်ခံရလိမ့်မယ်။အဲ့ဒါလို့မဖြစ်ရအောင်သူကယရနာရှိရင်ကိုထိကအကျစီမရှိဘူးဆိုတာလည်းသိတော့ဘာနဲ့ဒီဒေသနဲ့ကျင်းပေါ်သွားတဲ့အတွက်ကြောင့်ငါ့ကိုမှတ်မိတဲ့လူရှိဘူးဒီရက်ွက်မှာဒါကြောင့်မို့လို့ဒါတွေကိုငါထုတ်ယူသုံးမယ်ဆိုလို့ရှိရင်ငါ့ပေါ်မှာအချင်းချင်းတွေလွဲနေတယ်ရိုးရိုးတန်းတန်းနဲ့ရှာဖွေပြီးတော့ငါအသက်သွေးပဲလို့ဆိုပြီးတော့အလုသမားတွေနေတိုင်းတဲ့တန်းရဘက်ကိုအလုသမားတွေနေတဲ့လမ်းဘက်ကိုသွားပြီးတော့အလုသွားတောင်းရှိတော့အလုသမားတွေစီအလုတောင်းတာသူကတတိသားကအလုသမားတွေစီအလုတောင်းတဲ့အခါကျတော့အလုသမားတွေကဘာပြောလို့လဲတို့မှအလုတစ်ခုတော့ရှိတယ်မြို့နေရာပေးမယ်သမင်းကျွေးမယ်သာကပေးမယ်အိမ်နေကြအိမ်လေးနဲ့ပြင်မယ်လားကလည်းပြင်မယ်။ဒီလိုမှပဲအလုပ်ကဘာလို့ဆိုရင်မနေ့စောစောထားပြီးတော့ဘယ်နှနာရီချိုးပြီးထားကြပါလို့អော်ရမယ်အလုပ်ပဲပေါ့။ဒီရတဲ့မှာလူတွေကိုလိုက်ပြီးတော့နှိုးရအမေတို့အမတို့သမင်းတဲ့ထားကြသမင်းတဲ့ထားကြဟုတ်လားအဖေတို့အကိုတို့ကလည်းတောသွားဖို့လုပ်ငန်းတွေဝင်ဖို့ပညာသင်ကြပါလို့တောထဲမှာလိုက်ပြီးတော့ဒီတောထဲသွားဖို့ရာအတွက်မနေ့စောစောမှာအိမ်ကလိုက်နှိုးရတဲ့လမ်းကနေအော်နေပြီးတော့နှိုးရတဲ့အလုပ်ကိုလုပ်အောင်တော့ခုခေတ်လိုသာချက်တဲ့ဒီပါတွေရှိသေးတာမဟုတ်တော့တရားအော်လို့မရဘူးဒီခါအော်နေတဲ့အိမ်ပဲကြားမှာဆိုတော့တလားလုံးဒီလိုက်အော်ရနော်အဲ့လိုအနှိုးတော်လုပ်ငန်းပေါ့အနှိုးတော်လုပ်ငန်းကိုသူလာလာလေးပြီးပြီးတော့နေကြအိမ်လေးပြီးထားမနေ့တိုင်းထားထားပြီးရာဇဂိုကြီးရက်ွက်ထဲကနေအလုပ်သမားရက်ွက်ကနေထားထားပြီးတော့အော်တယ်သူကအစောထားကြပြုအော်တာအဲ့လိုအော်တဲ့အတန်ကိုဝိသလာမင်းကြီးကကြားတယ်သူအော်တဲ့အတန်ကိုကြားတော့ဝိသလာမင်းကြီးကဘာပြောလို့ဒီအတန်ကပြဿနာရှိတဲ့လူချမ်းသာတယောက်ရဲ့အတန်ပဲဆင်းရဲတဲ့အတန်မဟုတ်ဘူးဒေဝိနာရမင်းကြီးကသူကအတန်သင်္ကေတနဲ့ပတ်သက်ပြီးတော့အလွန်ကျွမ်းကျင်တယ်အတန်နားထောင်တာနဲ့ဒီပုဂ္ဂိုလ်ရည်ချင်းသိတဲ့ဒါသူ့ရဲ့ပညာတရားပဲနော်လူတယောက်ရဲ့အတန်ကိုကြားလိုက်တာနဲ့ဒီလူရဲ့အဆင့်အတန်းကိုသိတယ်အဲ့ဒါနဲ့အတန်ကြားလိုက်ပြီဆိုရင်ဒိဋ္ဌိဒါနပညာပြောတယ်ဒီလူချမ်းသာတယောက်ရဲ့အတန်ပဲဒီအတန်ကတော့ဆိုတော့
ပိသရာမင်းကြီးနာမှာအရင်ကြီးနေတဲ့မောင်မတူကဒီကြီးကတော့ချမ်းသာတဲ့လူကိုပြောတယ်ဒါအလုသမားတက်ွက်ကအော်တဲ့အတန်ပဲဆိုပြီးတော့လူတို့ကိုစုံစမ်းတဲ့အခါကျတော့ဟာအလုသမားတွေဒီအလုကောင်းပြီးတော့ဆင်းရဲသားတယောက်ပေါင်းနေတာပါဒီကြီးကဘယ်နဲ့ကြောင့်ချမ်းသာတဲ့လူကိုပြောရတာလို့ဟောကြည့်ပြီးတော့ပြန်လာဆင်းရဲတဲ့လူတယောက်ဆိုတော့စလင်းရနောက်တစ်ရက်လည်းဒီလိုပဲပြောနောက်တစ်ရက်လည်းဒီလိုပဲပြောတော့အဲ့ဒီဘယင်နဲ့ယဉ်နေတဲ့ဒီတရားမောင်းမှာပေါ့လေသူကနေပြီးတော့ရှင်မင်းကြီးတဲ့ရှင်မင်းကြီးကချမ်းသာတဲ့လူကိုပြောတယ်ဒါပေမဲ့လို့သူနေတာကအလုသမားရတော့မှနေတယ်အလုသမားတွေရဲ့နာဂဆံလုပ်နေတယ်သွားပြီးတော့သူတကယ်ချမ်းသာလားမချမ်းသာလားသွားပြီးတော့စဉ်းစားရစေဘယ်ကြီးစီကနေပြီးတော့ဝေတစ်ထောင်ရလို့ရှိရင်ဒီကိစ္စပေါ်အောင်လုပ်ပါမယ်လို့ဆိုတော့ဘယ်ကြီးကသဘောတူပြီးတော့ဝေတစ်ထောင်ထုတ်ပေးလိုက်အဲ့ဒီမောင်မကသမီးလေးကိုခေါ်ပြီးတော့သူတို့နှစ်ယောက်ရတ္တုရသားတွေရဲ့အဝတ်စားဘဝနွမ်းနှမ်းလေးကိုလဲပြီးတော့အဲ့ဒီရက်ွက်ပဲထွက်လာနေကြတယ်ရက်ွက်ရောက်တဲ့အခါကျတော့အိမ်ကြီးမှာသွားပြီးတော့ခီးသွားတွေပါကျမတို့တညလောက်တဲရရစေသွားပြီးပြောတော့ကျန်တဲ့အိမ်ကြီးကပြောတော့ဟာသူတို့အိမ်ကလူများတယ်တဲ့ခင်ဗျားတို့ကနေရာမရှိဘူးဟောခုနကသူတို့အလုံးသမားတယောက်ကတော့တယောက်ထဲနေတာသူ့အိမ်မှာကျဲတယ်ပေါ့သူ့တဲမှာသွားနေကြလို့ပြောတာဒါနဲ့အဲ့ဒီသူတို့သွားကြတာလည်းအဲ့ဒီနေရာပဲပေါ့အဲ့ဒီရောက်သွားတဲ့အခါကျအဲ့ဒီလူရဲ့နာမည်ကိုကုံဘဘောဓကလို့ခေါ်ကြတယ်ပေါ့ကုံဘဆိုတာရှင်းတော့ဒီအိုရေခက်ရတဲ့ကျုံမတွေကိုကုံဘဓာတိလို့ခေါ်လို့ရှိတယ်သူ့ကိုဘာကြောင့်ကုံဘဘောဓကလို့ခေါ်လဲဆိုတာကိုတော့စာထဲမှာထည့်ပြီးတော့မပြောဘူးဘောဓကဆိုတာတော့ထွေးချော်သူဆိုတဲ့အဓိပ္ပာယ်ရတယ်သူ့ကိုနာမည်ပေးထားတာကုံဘဘောဓကလို့နာမည်ပေးထားတယ်သူ့အိမ်မှာသူတယောက်တည်းနေတာသူ့စီသွားတဲပါလို့ဆိုတော့သူသွားပရမတော့လက်မခံရင်ဘူးအတင်းကျဲတယ်သို့တော့တောင်းတောင်းပမာနဲ့တညတော့တဲပြရစေဆိုအတင်းနေပြီးနောက်တဲ့သူအလုပ်သွားတဲ့အခါကျတော့သမင်းချက်ထားပါမယ်ဆိုပြီးတော့သူစီကဆံလေးပါလေးကောင်းထားလိုက်ပြီးဈေးကနေပြီးတော့ဆံကောင်းကောင်းဝယ်ပြီးတော့ချက်တယ်ဥက္ကဋ္ဌလို့ဆိုရင်ပေါ်စံမွေးလို့ဘာလို့ပြောချက်တာရှင်းရတဲ့ခါနဲ့နော်ဘယ်နဲ့တော့လာတဲ့အမျိုးသမီးဆိုတော့ကောင်းနေဆိုတဲ့အစားအစာတွေချက်ပြီးပြန်လာတဲ့အခါအလုတ်ကပြန်လာတဲ့အခါမောမောပေါင်းပြန်လာတဲ့အချိန်သူ့ကျွေးရကောင်းတာတွေစားရတယ်ဆိုတော့လူတိုင်းကြိုက်တာပေါ့အဲ့ဒါနဲ့သူ့စိတ်ကလေးကပြောင်းသွားတယ်ကောင်းကောင်းချက်ကျွေးတာပြီးတော့နောက်တစ်ရက်ဆက်နေကြရသေးဆိုတော့ဘောတူလိုက်တယ်အဲ့ဒါလိုနဲ့တရက်နဲ့နေရနေပြီးတော်တော်လေးရင်းနှီးဖြစ်လာတဲ့အခါကျဘာလုပ်လဲသူအိတ်တဲ့ကလေးကိုကျိုးရဖြတ်ထားခိုင်လိုက်တာနဲ့တည်းနဲ့ကလေးကဣကြသွားအောင်လုပ်တာအဲ့ဒါလို့သူပြန်လာလို့ဂရင်မော်လေးထိုင်လိုက်ရောဂရင်ကျိုးတွေကပြုံးချပြီးဣကြသွားတဲ့အခါမှာသူကစိတ်ညစ်တယ်ပေါ့အရင်တော့ကသူတယောက်ထဲနေတာအိမ်အပြင်သွားရင်တကားပိတ်သွားတယ်ဘာမှမဖြစ်ဘူးအခုခင်ဗျားတို့ရောက်လာလို့ဒီပြဿနာဖြစ်ရတယ်ပေါ့ဆိုတော့ဟိုအမျိုးသမီးကလည်းပြောတယ်အမောင်ရဲ့စိတ်မရှိပါနဲ့ကလေးတွေကတနေ့ကုန်လာပြီးတော့ဘာလို့လဲဆော့နေကြတာသူတို့ပြောလို့မရဘူးတဲ့ဆိုမှတော့သူတို့ဖြတ်ထားတာပေါ့နောက်တစ်ရက်ကျတော့အကုန်လုံးဂရင်ကြီးကျိုးကျသွားလောက်အောင်သူတို့ကဒါနဲ့လိထားခိုင်လိုက်ရောဂရင်ကြီးကအကုန်ကျိုးကြတော့ညာကြီးရောက်တော့အိတ်ဆရာကမရှိတဲ့အခါကျတော့မှခေါင်းကနန်းတော်လာတဲ့နန်းတော်သူကကဲသမီးရဲ့ခေါ်သိလိုက်ပါသမီးအိယာနဲ့ဒူဒူသိလိုက်ပါလို့ဆိုနောက်ဆုံးပြောလို့ရှိရင်သမီးနဲ့အကြောင်းပါသွားတယ်ပေါ့အဲ့ဒီလိုသမီးနဲ့အကြောင်းပါသွားတဲ့အခါကျတော့မှဒီရင်ကြီးကိုသတင်းပို့တယ်
လောကမှာမှာပွဲတွေကျင်းပရမယ်တရားကိုတစ်ချက်တစ်ချက်ထည့်ရမယ်နော်ဆိုတဲ့အခါသူ့ကိုတော့ပြောသူ့မှာကသက်ဆံကအပြင်မှာရှိတယ်မဟုတ်ဘူးအလုပ်သမားတွေကပေးတဲ့ဆံကလေးနဲ့ပဲအသက်မွေးနေရတာဟုတ်အဲ့တော့ဘုရင်ကြီးကပွဲတွေကျင်းပရမယ်လူတစ်ချက်ရှာရမယ်ဆိုတော့သူကကြီးတယ်ဘုရင်ချက်ပဲရမှာနေစားရုံလေးပဲစားနေရတော့လူတစ်ချက်ပဲရမှာလို့ဆိုသူ့ရောက်မှပြောတော့မလုံးလို့မရဘူးဘုရင်ရဲ့အာဏာမလုံးလို့မရဘူးရတဲ့နေရာကရှာပါချီးနိုင်ချီးပေါ်လို့ဆိုစိတ်စိတ်သွားပြီးတော့သူခဏကရွှေအိုးတွေကသက်ဆံလေးတစ်ချက်ယူလာတယ်။ချင်းကားလေးတစ်ကြားယူလာတယ်။ယူလာခဲ့ပြီးတော့ပေးလိုက်အဲ့ဒါလေးကိုပွဲယူထားပြီးသူ့ပါလာတဲ့ငွေနဲ့ပွဲတွေချင်းပါနောက်2ရက်3ရက်နောက်တစ်ပတ်ရှာတဲ့အခါဒီလိုပဲမြင်ကြီးရတယ်အမိတ်ထုတ်တယ်ဒီလမ်းမှာနေတဲ့လူတွေပွဲတွေချင်းပါရမယ်။တယောက်ကို3ရက်ထည့်ရမယ်။မထည့်လို့မရဘူးမထည့်ရင်အဲ့ဒါဓာတ်ခံရမယ်ဆိုဒီလိုပဲသူ့ကိုပြောတော့ကြီးတွားနဲ့အဲ့ဒီဖတ်ထားတဲ့ငွေတွေရွှေအိုးတွေကသူထိုက်ပြီးငွေလေး3ရက်ယူလာပြီးတော့ဂျင်ကားလေး3ရက်ယူလာပြီးတော့ပွဲတွေချင်းပါအဲ့ဒီငွေတွေကိုနန်းတော်သူအမျိုးသမီးကနေပြီးတော့အကုန်လုံးယူပြီးစိတ်ခတ်ပြီးဘုရင်ကြီးကြီးပို့လိုက်တယ်ဂျင်ကားပြားလေးပေးကြနန်းတော်ရောက်သွားပြီအဲ့ဒီလိုပို့လိုက်ပြီးတဲ့အခါကျတော့ဘုရင်ကြီးဒီကိုသတင်းပို့တော့ဘုရင်ကြီးကနန်းတော်ကလူတွေကိုလွတ်ပြီးတော့သူ့ကိုခေါ်ခိုင်းလိုက်တယ်။သူမကောဒကဆိုတဲ့လူဘုရင်ကြီးကခေါ်နေတယ်နန်းတော်ကိုလိုက်ခဲ့ပါလို့ဆိုလာတဲ့အခါကျတော့ကြောက်တာပေါ့ဘုရင်ကခေါ်ခိုင်းတယ်ကြောက်အဲ့ဒါဘုရင်လည်းမသိဘူးလိုက်ရှင်ဘူးပေါ့ဆိုတော့မရဘူးတဲ့ဘုရင်ကခေါ်ခိုင်းတာနဲ့မလိုက်လို့မရဘူးလိုက်ရမယ်ဆိုပြီးတော့အတင်းဆွဲခေါ်တဲ့အခါကျအောင်သွားခဏနန်းတော်သူသားမရတယ်ဘာမှမကြောက်နဲ့လိုက်တော့မြင်ကြီးစီဆိုပြီးသူတို့လည်းလိုက်ခဲ့မယ်လို့ဆိုပြီးတော့ပြောပြီးသူတို့နှစ်ယောက်ကအဲ့ဒါနန်းတော်ကိုအရင်ရောက်တော့ပြတ်သွားကြနန်းတော်လည်းရောက်ရောဆင်းသူဆင်းသားရဲ့အဝတ်စားတွေချွတ်နန်းတော်သူနန်းတော်ကအဝတ်စားတွေနဲ့သွေးတမေးထွေးလို့လိမ့်လို့ပေါ့လေအဲ့ဒီထားဒီကြီးနာမှာထိုင်နေကြကိုမဘောဓကကိုလည်းပဲတခါလဲအတင်းဆွဲပြီးတော့ဘုရင်စီခေါ်လာတယ်ဘုရင်စီရောက်တဲ့အခါကျတော့ဘုရင်ကြီးကမေးတယ်ဒီပိုက်ဆံတွေတော့ချမ်းသာရဲ့တန်းနဲ့ဘာဖြစ်လို့ဖွက်ထားသလဲပေါ့ဆိုတော့ရှင်လေးကကျွန်တော်ကပတ်စံကြားမှာမရှိပါဘူးပတ်စံကြားမှာမရှိပါဘူးအလုံးသမားတွေကအလုံးသမားတွေပေးတဲ့စပင်းလေးနဲ့စားနေရတာပါလို့ဆိုဒီမလိမ့်နဲ့လေတဲ့ကျွန်တော်ဒီမလိမ့်ပါဘူးဆိုတော့ဘုရင်ကြီးကနေပြီးတော့သူယူပေးတဲ့ဂျင်းကားပြားလေး၄ပြားကိုထုတ်ပြဒါတွေကမင်းငွေတွေမဟုတ်လားလို့ရှင်းဂျင်းကားလေးဆိုတော့အဲ့ဒီတော့သူလက်တော့ငါဂျင်းကားလေးဘယ်လိုလုပ်ပြီးဘုရင်ကြီးလည်းရောက်ပါလိမ့်အဲ့ဒီလိုကြောက်ပြီးတော့ဟိုကြည့်တဲ့အခါဟိုသားမိကဘေးနားမှာထိုင်နေတာသွားတွေ့နောက်လာထိုင်နေတာသွားတွေ့တော့သူတို့လက်ချက်ပဲဆိုအဲ့ဒီကြတော့မှ6ချက်ပေးတယ်ဟုတ်ပါလေရှင်မကြီးကျွန်တော်ကသင်္ကားလေးဒါပြီးဘယ်လောက်ရှိတာတော့ဂရေ40ရှိပါတယ်ဂရေ40ရှိတာကဘယ်လိုထုတ်မသုံးလို့ဆိုရင်သူကသူ့ဖြစ်ချက်တွေကိုပြောပြတယ်နော်အဲ့လိုပြောပြတော့ဘုရင်ကြီးကသိတာမရှိဘူးမင်းနေရတာပြလို့ဆိုကောင်းဂရေ40တော့သင်္ကားပြားတွေရွှေတွေကိုတူးခေါ်ပြီးတော့တဲ့နန်းရင်ချင်းကိုတိုက်တော့နိုင်ရင်ရောက်တဲ့အခါကျတော့သူ့ရဲ့ပစ္စည်းဥစ္စာဓနကအမေရိကန်ကြီးမားတယ်။အဲ့ဒါနဲ့ဘုရင်ကြီးကဒီလောက်ကြီးမားတဲ့ပစ္စည်းဥစ္စာတွေချမ်းသာတဲ့ပုဂ္ဂိုလ်သူ့ကိုတစ်ထေးရာလို့ပေးမယ်လို့ဆိုပြီးတော့ခြေရာပြီးတော့တစ်ထေးရာလို့ခန့်လိုက်တယ်။ခြေကတစ်ထေးဆိုတာရာလို့ပေးထားတာ။တစ်ထေးဆောင်းတဲ့ထီးနဲ့ဆောင်းအယောင်းနဲ့အဲ့ဒါလိုတစ်ထေးရာလို့တစ်ထေးဘွဲကိုအနှင်းပြီးတော့အိမ်ဒီပါရင်ဆောက်ပြီးခဏကနန်းတော်သူဘုရင်ရဲ့သမီးတော်ပေါ့လေအဲ့ဒါနဲ့
ဒီတော့ရသားချပြီးသားဘယင်းတပည့်တော်နဲ့ဆက်လက်ပေးစားပြီးတော့ရှင်းပြလိုက်တယ်ပေါ့အဲ့တော့လည်းဒီပုဂ္ဂိုလ်ရဲ့အနေအထိုင်ပြီးသိသိမှုမှာသံနမူနာယူရတဲ့သူလိုလူတူပဲပေါ့အဲ့ဒီပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကခေါ်သွားတယ်ဗေဒိတာရမင်းကြီးကရှင်များတဲ့ဒီလောက်ရိုးသားပြီးတော့ကြိုးစားတဲ့ပုဂ္ဂိုလ်မျိုးပြီးတော့မတွေ့ဘူးဗျာအဲ့ဒါလေးနည်းနည်းရှိရင်လောကမှာဝါဒကြွားကြတဲ့ပုဂ္ဂိုလ်တွေကအမှန်တန်များတယ်ဒီပုဂ္ဂိုလ်ကတော့အဲ့လိုမလုပ်ဘူးဗျာတဲ့အမှန်တန်ရိုးရိုးသားသားနဲ့ရိုးရိုးသားသားအသက်ဝေးတယ်တရားသဖြင့်အသက်ဝေးတယ်ဒီလိုတည်ကြည်တဲ့ကြောင့်ကြားမျိုးပြီးတော့မတွေ့ဘူးဆိုမြတ်စွာဘုရားကဒါစံပြုရမယ့်ပုဂ္ဂိုလ်မျိုးဖြစ်မိန့်ထားတော့အဲ့ဒီမှာလောကမှာကြီးပွားတယ်ဆိုတဲ့နေရာအကြောင်းမဲ့ကြီးပွားတာမဟုတ်သူလိုလူဖြစ်ဖို့ရတဲ့အခြေခံကောင်းတွေရှိရအခြေခံကောင်းတွေမရှိဘဲနဲ့သူလိုလူမဖြစ်ဘူးသူကဘာကြောင့်ဒီအခြေအနေမျိုးရောက်လာတာအကယ်၍သာငါရွှေငါငွေဆိုပြီးတော့ယူမယ်ဆိုလို့ရှိရင်သူဟာရာဇဝသားဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဟောကြောကြောဝဝနေမယ်ဆိုလို့ရှိရင်လည်းအများရဲ့အရေးယူခံရခြင်းတို့အထင်အမြင်လွဲခံရခြင်းတို့ဖြစ်နိုင်တယ်ဟောအဲ့ဒါတွေမဖြစ်ဘဲနဲ့သူရဲ့ရိုးသားမှုကြိုးစားမှုကြောင့်ပေါ့နောက်ဆုံးမှာဘုရင်ကြီးကတစ်ခေတ်အလူပြီးချစ်ကြရတဲ့ပုဂ္ဂိုလ်ဆင်ရောက်သွားတယ်အဲ့ဒီလိုရောက်သွားတယ်ဆိုတာအကြောင်းနဲ့မဟုတ်ဘူးအကြောင်းကတော့ရှိတယ်မြတ်စွာဘုရားကလောကမှာကြီးပွားတိုးတက်တယ်ဆိုတဲ့နေရာမှာအကြောင်းရှိကြအခုဒီကနေ့ကမ္ဘာမှာလည်းပဲရှိရှုနိုင်ငံတွေဟာစီးပွားရေးနဲ့ပတ်သက်ပြီးကြီးပွားတိုးတက်ကြအလကားကြီးပွားတာမဟုတ်ဘူးမြန်မာနိုင်ငံထဲမှာရှိတဲ့ပုဂ္ဂိုလ်တွေလည်းပဲစီးပွားတိုးတက်ကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်အလကားစီးပွားတိုးတက်တာတော့မဟုတ်ဘူးအကြောင်းတရားလေးတွေကတော့ရှိတယ်သို့တော့ကောင်းတဲ့အကြောင်းရှိဖို့လိုတယ်ပေါ့မြတ်စွာဘုရားကကောင်းတဲ့အကြောင်းဘာဟောလို့ဆိုရင်ဥဋ္ဌာနောဝတ္တောတတိမတောသုစိကမ္မတ္တနိတ္တမကာရိနောတညတ္တဓမ္မစီဝိနောအပ္ပမတ္တယတောဘိဝတ္တိဆိုတဲ့ဒီဒေသနာတော်လေးကိုမြတ်စွာဘုရားဟောတာဒီကနေ့တရားရှိတဲ့သူတော်စင်ပြိဿတို့ဒီအည်သွေးတွေကိုယ်တဏ္ဍာမှာရှိဖို့ဆိုတာနှလုံးသွင်းကြနော်အဲ့ဒီထဲမှာဒီလိုကြီးပွားတိုးတက်လာဖို့ရအတွက်အည်သွေးတစ်ခုကပါတော့ဆိုဥဋ္ဌာဏကျိုးစားမယ်လို့ဆိုတယ်တရားရာကျိုးစားအထောက်မှုမရှိဘဲနဲ့မကြီးပွားနိုင်ဘူးဒါတော့အပြင်ပြင်းပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှကြီးပွားတိုးတက်မှုမရှိဘူး။မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကဥဋ္ဌာဏသံပရာလို့ဆိုပြီးတော့မျက်မှောက်ဘဝမှာကြီးပွားဖို့ဆိုပြီးတော့ချက်ခေါ်တာ။အဲဒီအချက်ထဲမှာဥဋ္ဌာဏသံပရာဆိုတဲ့ချက်မှာအချက်၃ချက်ပါတယ်။ဘာလို့ဆိုရင်ချက်ခလုပ်ငန်းကျွမ်းကျင်မှုဆိုတာရှိရမယ်။အနာဂတ်ဇွဲကောင်းတာဆိုတာရှိရမယ်။ဥပါယဝိမန္တဤပညာဆိုတာရှိရမယ်။ဘယ်တော့ပဲတုံးလို့လုပ်ငန်းချမ်းရမယ်ဆွဲကောင်းရမယ်ဤပညာရှိရမယ်။နိုင်ငံတကာမှာစံပြုပြီးတော့ချမ်းသာသွားတဲ့ပုဂ္ဂိုလ်တွေဟာ50သက်ထဲမှာစက်တွေတစ်ခုအရင်ပြုပြီးတော့တစ်ဖြည်းဖြစ်သွားတဲ့ပုဂ္ဂိုလ်။မြန်မာနိုင်ငံမှာလည်းဒီလိုပုဂ္ဂိုလ်မျိုးတွေအမိုင်းထဲမှာရှိပါတယ်။ငါတို့ကဆင်းရဲတာဘဝကနေပြီးတော့တစ်ဖြည်းဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။အဲဒီပုဂ္ဂိုလ်တွေဟာအကြောင်းမဲ့မဟုတ်ဘူးတဲ့ဥဋ္ဌာဏဝတ္တောလုံးဝဝိရိယအပ္ပဓမ္မခေါင်းရတယ်။လုံးဝဝိရိယရှိရမယ်။စီဝါရေးလောက်တာလည်းဖြစ်လုံငါကိုင်တာလောက်တာလည်းဖြစ်လုံးဝဝိရိယရှိရမယ်။ညသောနဲ့လုံးဝဝိရိယမရှိအပြင်းထန်နေတဲ့ပုဂ္ဂိုလ်တွေကမကြည့်ပါဘူး။ဒီကလုံးဝဝိရိယရှိလာပြီးလုပ်ငန်းနဲ့ကျွမ်းကျင်မှုရှိတဲ့ဒီပညာနဲ့ရှိတဲ့ဇွဲနဲ့ကောင်းတဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေထူးချွန်ပြီးတော့ဖြည့်ဖြည့်ပြည့်ပြည့်နဲ့စီးပွားရေးမှာအောင်မြင်တတ်ကြတယ်။စီးပွားရေးမှာသာမဟုတ်ဘူးဓမ္မရေးရာနဲ့ပတ်သက်ပြီးတော့လည်းကြိုးစားတဲ့ပုဂ္ဂိုလ်တွေကဖြစ်တတ်ရောက်တာပဲ။ဒါကတော့ရင်းတရားမရှိတဲ့အချက်တွေပဲ။
အေးကျိုးသားရုံနဲ့မရလားဆိုမရဘူးဘာလို့အောင်တတိမတော်ကိုလုပ်တဲ့အလုပ်ပေါ်မှာ mindfulness စိတ်ဆိုင်ရရတော့ပြန်အလုပ်ပေါ်မှာစိတ်ဆိုင်မှုအားနည်းကြကိုလုပ်တဲ့အလုပ်ပေါ်မှာစိတ်ဆိုင်မှုအားနည်းအဲ့တော့တတိဆိုတာစိတ်ဆိုင်မှုပြောစိတ်အားကိုစိုက်ပြီးတော့ကိုလုပ်တဲ့အလုပ်ပေါ်မှာစိတ်ဝင်စားတဲ့ကြည့်တော့ရမယ်ဩဃာကဒေါသဝိရိယရှိတယ်တတိမတော်တတိရှိတယ်စိတ်အားဆိုင်ပြီးတော့ကြိုးစားတယ်အေးအဲ့လိုကြိုးစားပြီးမဲ့လို့မလုံးတဲ့နာတွေကိုရှောက်တော့မလို့อ่ะကိုလုံးတဲ့လုံးဟာယောသားစင်ကြယ်ဒါကြောင့်သူစိကမ္မကာယကံမှုလည်းစင်ကြယ်ရမယ်ဝစီကံမှုလည်းစင်ကြယ်ရမယ်မနောကလည်းစင်ကြယ်ရစင်ကြယ်တယ်ဆိုတာဒုစရိုက်အလုပ်မျိုးမလုံးအောင်လို့ပြောတာနော်ကြိုးစားတယ်တတိရှိတယ်ဘာလို့စင်ကြယ်တယ်ယောသားတယ်ကောင်းမှုအကုသိုလ်နဲ့မပတ်သက်ဘူးကျူးစင်တယ်သူစိကမ္မအမှုကတော့စင်ကြယ်ပါတဲ့အဋ္ဌညာအားနည်းနေတယ်ဆိုရင်မအောင်မြင်ဘူးတဲ့ဒါကြောင့်မို့နိတ္တမခါရင်တော့အလုပ်တစ်ခုလုပ်ပြီးဆိုလို့ရှိရင်စူးစမ်းလေ့လာမှုဆိုတာရှိရတယ်မစူးစမ်းအရန်လုပ်လို့ရှိရင်အောင်မြင်မှုမဖြစ်နိုင်ဘူးဒါကြောင့်နိတ္တမဆိုစူးစမ်းပြီးတော့မှလေ့စူးစမ်းလေ့လာပြီးတော့မှကာရီပြုလုပ်လို့ရှိရမယ်။ဘာလို့တော့မယ်ကိုရွေးထားတဲ့လုပ်ငန်းတစ်ခုဆိုလို့ဒီလောကလုံးတဲ့လားမလုံးတဲ့ဘူးလားခေတ်ချီနေတဲ့စင်ပြေသလားမပြေဘူးလားဆိုတဲ့နိတ္တမကာရီစူးစမ်းစမ်းနဲ့လေ့လာပြီးတော့မှလုပ်ရမယ်ဒီလိုဆိုတယ်။နောက်တစ်ခုအလုပ်တွေကတော့လုပ်ပါရဲ့အောင်မြင်ပါရဲ့ဒါပေမဲ့လို့စောင့်စည်းမှုအားနည်းတယ်။ကာယကမစောင့်စည်းဘူးဝစီကမစောင့်စည်းဘူးစောင့်စည်းမှုမရှိဘူးကာယကလည်းလုပ်ချင်တာလုပ်တယ်ဝစီကလည်းပြောချင်ပြောတယ်စောင့်စည်းမှုမရှိဘူးကိုယ်လုံးနှလုံးစောင့်စည်းမှုမရှိရင်လည်းလုပ်ငန်းကိုင်တာတွေကပျက်စီးသွားနိုင်တယ်။ဒါကြောင့်တင်ညတစောင့်စည်းမှုရှိရမယ်။မစောင့်စည်းလို့ပျက်စီးသွားတဲ့ပုဂ္ဂိုလ်တွေကြောင့်များစွာရှိတယ်ပေါ့။ပြောဆိုမရှင်ရင်ဘူးတော့မဆောင်သေးဘူးပြုလုပ်မှုတွေမရှင်ရင်ဘူးမဆောင်သေးဘူးဒါကြောင့်မလို့ပြည့်စည်သွားတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဓမ္မစီဝီအသက်မွေးဝမ်းကြောင်းလုံးလာပြီဆိုရင်တရားတစ်ချက်အသက်မွေးဖို့လိုအပ်တယ်မတရားတဲ့နည်းတွေမလုပ်ရဘူးလို့ဒီမတရားတဲ့နည်းနဲ့တုပ်ပြီးတော့ကြီးပွားနေတဲ့ပုဂ္ဂိုလ်တွေမရှိဘူးလားဆိုရှိသူပုဂ္ဂိုလ်ရဲ့ကြီးပွားမှုဟာခဏကြီးပွားတော့လေသူပုဂ္ဂိုလ်တွေကဓမ္မစီဝီမဖြစ်သည့်အတွက်ကြောင့်အန္တရာယ်နဲ့ရင်ဆိုင်ရတတ်တယ်ပေါ့နောက်ဆုံးအန္တရာယ်နဲ့မရင်ဆိုင်ရဘူးဆိုလို့ရှိရင်နောက်ဘဝဟာကောင်းဖို့မရှိဓမ္မစီဝီမဟုတ်လို့ရှိရင်နော်ဒီဘဝတော့ကောင်းသွားနိုင်မယ်နောက်ဘဝအတွက်ကမျှော်လင့်ချက်ရှိဘူးဒါကြောင့်ဓမ္မစီဝီတရားတစ်နှစ်အသက်မွေးတဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်အပမတ္တဒါကဘာနဲ့ဆိုင်လို့ဆိုတော့ခုနကတတိမတော်ဆိုတာလုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်ဆိုင်ပြောအပမတ္တဆိုတာဘုလိုကောင်းမှုရေးရမပေးရဘူးလို့ပြောတာနော်အလုပ်ကိစ္စတွေလည်းယူရစိတ်ကမြင့်မြုပ်ပြီးတော့ထားတယ်ဒါနကောင်းမှုလုပ်ဖို့စိတ်ဝင်စားမှုမေ့နေတယ်ဒီလမ်းဆောင်ကြည့်ဖို့မေ့နေတယ်သမထဝိပဿနာကမ္မထအားထုတ်ဖို့မေ့နေတယ်တရားဓမ္မနာယူဖို့မေ့နေတယ်ဆိုလို့ရှိရင်ပမတ္တဖြစ်တယ်အဲ့ဒီအဓိပ္ပာယ်ကိုစဉ်းစားဖို့လိုတယ်တရားထဲမှာပြောတာဟာအသွားကြရှိတဲ့မေ့နေလိုက်တာဆိုအဲ့ဒါမျိုးပြောတာမဟုတ်ဘူးနော်ပမတ္တအပမတ္တမမေ့မလျော့ဘူးဆိုတာဘာပြောတာလဲဆိုရင်ကုသိုလ်လုပ်ဖို့မမေ့တာကိုပြောဒီနေရာကုသိုလ်ကောင်းမှုလုပ်ဖို့မမေ့ရဘူးတဲ့ကာမဂုဏ်အာယုန်နေတဲ့စိတ်ကိုနှိမ့်ညွတ်ထားပြီးအလုပ်ထဲတွင်စိတ်ကိုနှိမ့်ညွတ်ထားပြီးတရားဓမ္မနဲ့ပတ်သက်ပြီးတော့လုံးဝမစင်စားဘူးမေ့ထားပြီးဆိုတဲ့ပုဂ္ဂိုလ်တွေကဒါပမတ္တကိုခေါ်တယ်အဲဒီလိုမေ့လျော့နေတဲ့ပုဂ္ဂိုလ်မျိုးဟာမကြည့်ပါဘူး
The water that she was on, now water she was that now so a check upper matana. The Maya moved the other one at Batavio. To the Gomu logo, Maya, Nana Gomu logo, Maya, Mubila something of Maya. The other one, Naibo, Kamandia, Atobo. The Chimain and logos running, Maya moved or on the chatting. She wanted the Oguri. Man can let the Chaudian. Yes, of Yashila, the Jew. Yet no beautifully, edited Ogu Yua. Yadu come they see the Osa. The Chan and Yana Sabi come the India, two death and I in the court, no? And let the Gogo, whatever Gura Yasa letted of us, Sanamuna, you are a Gogo to Chico. Sanamuna, you are a Gogo to Ugo. For you, two records, yes, of that, you should be two, John Yubi, 100, the other one, why the check on the check? Much how we don't like that to know what I do. Oh, no, Loka, see why you have chichi. Kama ye have chichi. Loka, we are she a man, Lumu Yiki, Chichi, Samita, Oka, now, don't let drivers, Samita, men. The demon of solution, say after so. The carry the cheese on it, don't know of it. To see Gamma, go Loloshi, Sinja Passion, Logia. The Choa. No? The Luna Panadio, Manashan and Bubu. Manashan Suraga. She. Who gave you no damage. Manashan, who are there. Kama ye ya lobi so teke see na tamna ne lo phit koမျိုးလည်းမလုပ်တဲ့ပေါ့တော့ကတည်းကကြီးတယောက်ပြောတယ်ရိတ်မှန်းတမ်းလောက်ပဲပြောရတော့နော်တော့ကတည်းကကြီးတယောက်ကမန္တလေးကဘုန်းကြီးတွေကနေပြောရတဲ့ကြီးတယောက်ပြောတယ်ဒါကြီးမြို့လာခဲ့ပါအောင်လားကျွလို့ရှိမှအဝီစီးရေလေးပါလေတောက်ရတယ်အဝီစီးတွေပေါ်ကလာပါလေအဝီစီးတွေရေလေးပါလေတောက်အောင်ဆိုခေါ်အဲ့ဒီတကကြီးကဘာပြောလို့ဆိုရင်ရှင်ပြားတဲ့တပည့်တော်တို့ကအရှင်ပြားတို့ကအဝီစီးကြီးတောက်ကြပါတဲ့တပည့်တော်တို့ကနောက်တောက်ရမှာဘာဖြစ်လို့ဆိုဘောပကနေပဲအဲ့ဒါမသာစင်းတဲ့ပုဂ္ဂိုလ်ကိုရည်စူးပြီးတော့ပြောတယ်တပည့်တော်တို့ကဘောပကပဲများတဲ့နောက်တောက်ရမှာပါတဲ့ဝီစီးဟုတ်ကဲ့အဲ့တော့သူစိတ်ကမှဆိုသိအရေးကြီးတာတရားဓမ္မနဲ့ပတ်သက်ပြီးတော့သူတို့ကောင်းမှုလုပ်တဲ့အခါမှာစင်စင်ကြယ်ကြယ်လုပ်တတ်ဖို့အမှန်တမ်းအရေးကြီးတယ်။စင်စင်ကြယ်လုပ်လို့ကိုယ်ကျိုးအတွက်လုပ်နေပြီဆိုရင်အပြည့်အမှန်တမ်းရှိ။မနုပတိဝိပဿနာမြတ်စွာဘုရားလက်ထက်တုန်းအာဟာရကိုဆွံ့ကျွေးတဲ့အဖွဲ့အစည်းတွေဖွဲ့ပြီးတော့ဘောင်းတော်တရားကနေဥဆောင်ပြီးတော့အလုပ်သမားတွေနဲ့ဒီလိုလုပ်တာကိုနေ့စဉ်သံဃာတွေကိုဆွံ့ကျွေးအခါလေးဆွံ့ကျွေးရတာကြီးကြားလာတဲ့အခါကျတော့ဘာလို့လဲဆိုရင်အခါလေးမကတ်ခင်သာဝစားကြတွေစားလာကြတဲ့အနေအထားမျိုးကြီးရသာဝစားကြတွေပထမတော့ကလေးကစားလို့ကလေးကျွေးတယ်ဆိုနောက်လူကြီးကစားနောက်ပြီးတော့ကဲ့ယူတာမျိုးလောက်လာတဲ့အခါကျတော့ဘာဖြစ်လို့လဲအဲ့ဒီဘောကတည်တဲ့အခါကျတော့စိတ်ဓာတ်ကြီးဖြစ်သွားတယ်စိတ်ဓာတ်ကြီးဖြစ်သွားအဲ့ဒီစိတ်ဓာတ်ကြီးတွေကကုသနာမြတ်စွာဘုရားလက်ထက်မှာလည်းမစားရဘူးကောဏကမ္မနာမြတ်စွာဘုရားလက်ထက်မှာလည်းမစားရသံဃာမြတ်စွာဘုရားလက်ထက်မှာလည်းမစားရဘောရမမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါကျတော့ဗိမိတာရမင်းကြီးကကုသကောင်းကိုအမြတ်ပြုပြီးတော့အမြတ်ဝေတော်မှာသူတို့ကသတိပေးလို့ဗိမိတာရမင်းကြီးကအမြတ်ဝေတဲ့အခါကျမှအကျိုးတရားရတာကြည့်အဲ့လိုမျိုးဆိုတာသူစိကံမကုသိုလ်ရေးရလုပ်တဲ့အခါမှာမစင်မကြဲလုပ်ပြီးပြီဆိုလို့ရှိရင်ဒုက္ခရောက်တတ်တယ်ဒါသတိထားမှချက်ခုနော်ဒီသမကာရီကိုလုပ်တဲ့အလုပ်မှာစင်စားစားလုပ်ဖို့လိုအပ်တယ်ဘာလို့လို့စဉ်းစားဉာဏ်နဲ့လုပ်ရမယ်လို့ဒီလိုပြောတာအမှားရင်းမရှိအောင်တ
သိဉ္ဇကိုယ်နဲ့နှုတ်နဲ့ကိုဆောင်ကြည့်ရမယ်ဓမ္မစီဝီကိုယ်သက်ဝဲမှုတရားတစ်ချက်ဒိဋ္ဌိသိကြယူရမျိုးမဖြစ်ရဘူးတရားတစ်ချက်အသက်ဝဲရမျိုးလုပ်ရမယ်အယောင်ဝယ်ကိစ္စနဲ့ပတ်သက်ပြီးဟုတ်လားတရားတစ်ချက်ရောင်းတာမျိုးဝယ်တာမျိုးဖြစ်ရမယ်တရားတစ်ချက်လို့ဆိုရဲကဈေးနှုန်းသတ်မှတ်တာပြောတော့မဟုတ်ဈေးနှုန်းသတ်မှတ်တာဆိုတာရောင်းလို့တဲ့ဝယ်သူကိုရောင်းနေတဲ့ဈေးကိုကိုပြောဝယ်တဲ့လူကလည်းသူဝယ်နိုင်တဲ့ဈေးနဲ့ဝယ်တာဒါအပြစ်လို့ဆိုတော့သို့တော့တရားကံပစ္စည်းကို900တန်တယ်လို့ပြောရောင်းရင်တော့ဒါအပြစ်ရှိတာပေါ့တရားကံတာကိုတရားကံတယ်ပဲပြောရမှာပေါ့1000တန်ရင်လည်း1000တန်တယ်1000တန်ရင်လည်း1000တန်တယ်ပြော1000တန်ပစ္စည်းဟုတ်လား1000တန်ပစ္စည်းကို1000တန်ပစ္စည်းလုပ်ပြီးတော့ရောင်းမယ်ဆိုလို့ရှိရင်တော့အဲ့ဒီအကြောင်းကဒါဓမ္မစီမဖြစ်ဘူးပေါ့နောက်မှကန်တဲ့အလေးချိန်မပေးဘူးဆိုလို့ရှိရင်ဓမ္မစီမဖြစ်ဘူးအလေးချိန်တောင်းတယ်ပဲမှန်ကန်ရမယ်ပေါ့အဲ့ဒီလိုမမှန်မကန်လုပ်လို့ရှိရင်ကတော့ကိုယ်ပစ္စည်းကကိုယ်နဲ့ရောဒါနဲ့ရောရောင်းမယ်ဆိုလို့ရှိရင်ပြည့်ရှိတယ်အဲ့ဒါမျိုးတော့မလုပ်ထိုက်ဘူးပေါ့နာမည်ကတော့စီတန်းနဲ့ပဲစီတန်းနှမ်းစီတန်းဒါပဲရောထားတယ်ဆိုလို့ရှိရင်ဒါမရရောဓမ္မတိရဲ့တဲ့ရောင်းရင်ကတော့ဒါအပြည့်ရှိတယ်ဓမ္မစီမဖြစ်ဘူးအဲဒီလိုဓမ္မစီမဖြစ်တာလေးနဲ့အသက်စာကလေးနဲ့ဘဝစာကလေးနဲ့တန်တရားမှာဒုက္ခရောက်တဲ့အလုံးမျိုးကတော့ရှောင်တဲ့တယ်ပေါ့အဲ့ဒါအိဋ္ဌမကာလေးပဲပြောဓမ္မစီတရားနဲ့အဝေးတဲ့ပုဂ္ဂိုလ်မျိုးဖြစ်ရမယ်ဒါအမှန်တမ်းအရေးကြီးတယ်နော်ဒါကြောင့်မို့လို့ဘယ်ရာပဲဖြစ်ဖြစ်လောကစီးပွားရေးအောင်မြင်ဖို့ပဲဖြစ်စေဓမ္မရေးရလှုပ်ဆောင်တဲ့အခါမှာပဲဖြစ်စေဟောဒီအကြီးအသေးတွေမိမိတဏ္ဍာမှာရှိအောင်ကြိုးစားအားထုတ်ကြရမှာအဲဒီလိုကြိုးစားအားထုတ်လို့ရှိရင်လောကမှာလည်းအောင်မြင်နိုင်ပါတယ်ဒီဘဝမှာလည်းအောင်မြင်နိုင်တယ်နောက်ဘဝမှာလည်းကောင်းတဲ့သူကြီးရောက်မယ်ဒါကြောင့်မို့မြတ်စွာဘုရားကအနာတုတ်တမှာဆိုလို့ရှိရင်ဖိစက္ခုလူရည်လို့ဖြစ်လာလို့ရှိရင်ပညာမျက်စိနှလုံးရှိရမယ်ပညာမျက်စိနှလုံးရှိရမယ်ဆိုတာအမြင်နှမျိုးရှိရမယ်အမြင်နှမျိုးဆိုတာဘာလို့ဆိုရင်အမြင်တစ်မျိုးကစီးပွားရှာတဲ့ပညာမျက်စိရှိရမယ်ကြောင်းတိုင်းရမယ်ဝေဒရမယ်အလုံးလုံးတိုင်းရမယ်ဟောတာစီးပွားရေးမျက်စိရှိရမယ်နောက်တစ်ခုကဘာလို့ဆိုရင်ပညာမျက်စိဆိုတာကုသိုလ်ရေးရဒါကအပြစ်ဖြစ်တယ်ဒါကအပြစ်မဖြစ်ဘူးဒါကကုသိုလ်ရတယ်ဒါကကုသိုလ်မရဘူးစသဖြင့်ဒါကလုံးတဲ့တယ်ဒါကမလုံးတဲ့ဘူးလို့ပြီးတဲ့ပညာမျိုးလည်းရှိရပညာမျက်စိလည်းရှိရမယ်ဆိုလိုတာကစီပွားတစ်မျိုးတည်းပဲမရှာရဘူးဓမ္မရေးရဘက်ကလည်းပဲမှန်ကန်တဲ့ဒီလံသိဖို့လိုတယ်လို့ဒီလိုဆိုဒါလူ့ဘဝရောက်လာလို့ရှိရင်ပညာမျက်စိနှမျိုးရှိရစီပွားရှာရမယ်ကုသိုလ်အကုသိုလ်ဖွင့်ချပေးရမယ်အဲဒီပုဂ္ဂိုလ်မျိုးဟာဒီဘဝလည်းကောင်းကောင်းဘဝလည်းကောင်းအဲဒီလိုမဟုတ်ဘဲနဲ့စီပွားရေးမျက်စိသာရှိပြီးတော့ကုသိုလ်ရေးရဓမ္မရေးရမျက်စိမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တွေကဘာဖြစ်တတ်တယ်ဆိုရင်ဒီဘဝတော့ကြီးပွားကောင်းကြီးပွားမယ်နောက်ဘဝအတွက်မျှော်လင့်ချက်မရှိဘူးနော်ဒါကြောင့်မို့လို့သူလိုလူဆိုတဲ့စံနမူနာယူရမယ့်ပုဂ္ဂိုလ်တွေလောကမှာမြောက်များစွာရှိတဲ့ဖြစ်စံနမူနာယူရမယ့်ပုဂ္ဂိုလ်တွေကိုစံနမူနာယူပြီးတော့မိမိတို့ဘဝလမ်းကြောင်းချောင်းတန်းအောင်လိုက်နိုင်ရှင်းသုံးရမယ်ဆိုလို့ရှိရင်တော့ဒီဘဝမှာလည်းကောင်းနောက်ဘဝမှာလည်းကောင်းဘဝဆက်ဆက်ကောင်းပြီးတော့ဒီဘဝကစုဆောင်းလာတဲ့ကုသိုလ်ပါရမီတွေပြည့်စုံပြီးနောက်ဘဝတွေရောက်တဲ့အခါမှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်စီးပွားဖြစ်တဲ့ပုဂ္ဂိုလ်ဒီဘာသာသာသနာကြီးပွားတဲ့ပုဂ္ဂိုလ်မျိုးဒီလိုဖြစ်လာနိုင်တာ။ဒါကြောင့်မို့လို့လောကမှာပစ္စည်းဥစ္စာရှာရတယ်လို့ပဲကုသိုလ်ကိုလည်းပဲရှာရ။ကုသိုလ်ဆိုတာရတာတွေအများကြီးရှိတယ်။ဘုရားမြတ်စွာကကုသိုလ်စရင်လေးတွက်ပြထားတာကြည့်အလွယ်ကူရနိုင်တဲ့ကုသိုလ်လေးဆိုတော့အခုသာသနာ့ထွန်းကားနေတဲ့ပြည်တော်စုမြန်မာနိုင်ငံတော်မှာနာနဲ့မိုးတော့အလင်းရောက်လာပြီဆိုရင်စာသင်လိုက်ကသံဃာတော်တွေ
ဆောင်းကန်ကြွလာကြတယ်ဟုတ်လားဆောင်းကန်ကြွလာတာမြင်လိုက်တာနဲ့စိတ်ထဲကနေပြီးအော်တန်ဃာတော်ကြီးကြွလာပြီလို့စိတ်ထဲကချီနူးလိုက်တာနဲ့ပဲအဲ့ဒီစိတ်ထဲမှာချီယူသရာဖြစ်တဲ့စိတ်ကလေးကိုကကုသိုလ်တစ်မျိုးပဲအဲ့ဒီကုသိုလ်ကိုမြတ်စွာဘုရားကတက္ကတောတတိကပฏิပဒါကုသိုလ်ကိုခေါ်တယ်စိတ်ထဲမှာချီယုံယုံလေးနဲ့ဓာတ်ဖြစ်နိုင်ပါလေဟုတ်ကဲ့အဲ့ဒီလိုကုသိုလ်စိတ်ကလေးတော့ကိုယ်လက်ထက်ကမတူတောင်မှပဲဒီကုသိုလ်စိတ်ကလေးဖြစ်နေပဲဆိုလို့ရှိရင်ဒါလေးကအားကိုးစရာလေးတစ်ခုပဲဟောတာကုသိုလ်ရအောင်လုပ်တဲ့နည်းတစ်ခုနော်အေးတန်ခါတွေချွတ်လာလို့မိမိဒီပါရောက်တဲ့အခါကျတော့ဤဥကျဆိုတာတို့နေရာထိုင်ခင်းပေးတာတို့ရှိခိုးဝါချတာတို့လုပ်မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီကုသိုလ်ဘာကုသိုလ်ခေါ်လို့ဥစ္စာကုလီနာအာဝဏိကပြေရကုသိုလ်ဖြစ်နေရဘဝမှာတဲ့အမျိုးမြတ်တဲ့ဘဝမှာရလက်ဟုတ်ချီလိုက်တာလေးကဖြစ်နေရဘဝမှာအောက်တန်းသားလူဖြစ်သေးခံရတဲ့အမျိုးတွေမှာမဖြစ်ဘူးတဲ့လူတွေကမော့ချပြီးကိုယ်ဖြစ်ပြီးခံရတဲ့အမျိုးမှာဖြစ်တယ်ရှိလက်ဟုတ်ချတဲ့အကျိုးတွေရှိခိုးတဲ့အကျိုးတွေကအေးကိုယ်စီရဟန္တာငါတွေကြွလာလို့ဘာလူရမလဲလို့စဉ်းစားစိတ်ကူးတာမဏိတက္ခအာဝဏိကပฏิပဒါတဲ့ဖြစ်လျာဘဝမှာဘုံလကူဩဇာအာဏာရှိတဲ့ကုသိုလ်မျိုးတွေအဲ့ဒါလူကျင်လိုက်တာလို့စဉ်းစားရုံနဲ့ရှိသေးတယ်ဟုတ်ကဲ့နောက်မိနစ်မှရှိတဲ့ပစ္စည်းတွေကနေပြီးတတ်တဲ့လောက်ခွဲခြားပြီးတော့လူရလိုက်တယ်ဆိုလို့ရှိရင်မဟာဘောဂတာဝဏိကပฏิပဒါကုသိုလ်ဟုတ်တယ်ဖြစ်လျာဘဝမှာပစ္စည်းဥစ္စာကျွေးဝတယ်လူတွေတန်းတဲ့နေရာမှာအများကြီးလူရမယ်လို့လည်းမဆိုလို့ဘူးအကောင်းလူရမယ်လို့လည်းမဆိုလို့ဘူးကိုရှိတဲ့ထဲကမြတ်စွာဘုရားကကောင်းပြီဖြစ်စေညံ့ပြီဖြစ်စေနဲပြီဖြစ်စေများပြီဖြစ်စေဒါအဓိကမဟုတ်ဘူးလူတွေပစ္စည်းကကောင်းတာဖြစ်စေညံ့တာဖြစ်စေနဲတာဖြစ်စေများတာဖြစ်စေအဓိကမဟုတ်ဘူးအဓိကကဘာလို့ဆိုလို့ရှိရင်ကိုယ်စိတ်စေခြင်းကိုအဓိကစိတ်ကလေးကိုပြင်ရမယ်လူပြီးဆိုလို့ရှိရင်တက္ကိသံဒါနဒေတိကလေးကစားထူပါဟုတ်လားလူတိုင်းတတိထားဖို့တက္ကိသံဒါနဒေတိကလေးကစားထူပါစိတ်ဒီကတ္တဝါဒါနဒေတိစိတ်ထဲကညံ့လို့ထားပြီးတော့ထူပါတဲ့သဟထာဒါနဒေတိကိုယ်လက်ကလေးနဲ့ထူပါတဲ့သူများကိုတခါလဲအလွယ်တကူသူများကိုလှုပ်ခိုင်းတာမျိုးမလုပ်ပါနဲ့ကိုလုပ်နိုင်ရင်ကိုယ်လက်ကလေးနဲ့ကိုထူပါအာဂမနဒိဋ္ဌိကိုဒိဋ္ဌိလူတဲ့အကျိုးဟာဘလောက်ပဲလူရဲ့ကုသိုလ်ဟာမသိကိုသိချာရမှာပဲဆိုတဲ့ယုံကြည်ချက်ရှိရမယ်အမြင်ရှိရမယ်ဝေလာမသုတ်တံမှာမြတ်စွာဘုရားလူတိုင်းတတိထားဖို့ဒါလေးကအဲ့လိုလုပ်မယ်ဆိုလို့ရှိရင်ကိုလူရဲ့အလူကြီးသုံးလေးတစ်စုံပဲဖြစ်စေတရားကျူတဲ့ကာမီတစ်ခွက်ပဲဖြစ်စေရေချမ်းလေးတစ်ခွက်ပဲဖြစ်စေတန်ဖိုးရှိတယ်စိတ်ကိုပြင်ဆင်ပြီးတော့လူလို့ရှိရင်ဒါကြောင့်မို့လို့ညောင်စိတ်လေးလောက်လူရင်ညောင်မင်းကြီးလောက်အကျိုးရှိတယ်ဆိုတာလူတတ်တဲ့ပုဂ္ဂိုလ်တွေကိုပြောတာနော်အဲ့တော့မလူတတ်တဲ့ပုဂ္ဂိုလ်ဆိုရင်ညောင်မင်းကြီးလောက်လူတဲ့ညောင်စိတ်လောက်ပဲရတာရောမဖြစ်နိုင်ဘူးလားမလူတတ်ရင်တော့ညောင်မင်းကြီးလောက်လူပြီးညောင်စိတ်လောက်ရမှာပဲလူတတ်ပြီဆိုလို့ရှိရင်ညောင်စိတ်လေးလောက်လူတဲ့ညောင်မင်းကြီးလောက်ရတာမျိုးဖြစ်နိုင်တယ်အဲ့တော့အရေးကြီးတာကိုယ့်ပေါ်မှာမူတည်တယ်ကုသိုလ်တွေကစိတ်ထားတတ်လို့ရှိရင်အလွယ်ကူနဲ့ရနိုင်တယ်လူလိုက်တားလိုက်ပြီးဆိုရင်ဒါဖြစ်မဟာဘောဂသောတတိကပြိပဒါကုသိုလ်တဲ့ဖြစ်လျာဘောမှာချမ်းသာကြွယ်ဝတယ်ဆိုတဲ့စိတ်တဲ့ဥစ္စာပေါ်များတယ်ဆိုတဲ့ကုသိုလ်ရတယ်နောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ဉာဏ်တန်ခါရည်နဲ့တွေ့လိုက်လို့ရှိရင်ဆွေရလေးပါးစကားတွေရှောက်ပြောမလာပဲပြောမနေနဲ့ကိုသိကျင်တာလေးမေးအဲ့ဒီမေးတာဉာဏ်တာစူးစမ်းတာလေ့လာတာဟာမဟာပညာသောအဋ္ဌိကလေ့လာကုသိုလ်ကိုခေါ်တယ်။ကျောင်းလာဘုန်းကြီးတွေနဲ့တွေ့အရာတွေကစကားတွေပြောပြန်တာဗာပညာမမြတ်။ကျောင်းတော်လေးဆိုတဲ့ကတရားတော်နဲ့ပတ်သက်တာမေးတယ်ကိုယ့်ရင်ထဲမှာမရှင်းတဲ့တရားတွေမေးတယ်ဟော
မေးလာလို့ရှင်းလာတယ်သိလာတယ်ဒါတွေကလောက်ကောင်းတာဘာဖြစ်လို့မလောက်ကောင်းတာလဲဘယ်ဟာကအပြစ်ရှိတာဘာဖြစ်လို့အပြစ်ရှိတာဘယ်ဟာတော့အပြစ်မရှိဘူးလားဘာကြောင့်အပြစ်မရှိတာလဲဘယ်ဟာကုသိုလ်လို့ခေါ်တယ်ဘယ်ဟာအကုသိုလ်ခေါ်တယ်လဲအဲ့ဒီလိုကိုယ်ရင်တဲ့နှလုံးထဲမှာတရားဓမ္မနဲ့ပတ်သက်တာတွေမရှင်းလင်းတာတွေမေးတာကိုမြတ်စွာဘုရားမဟာပညာတောင်းတဲ့နေ့ကပြပြတာသူ့ကိုခေါ်ပါလေအဲ့လိုမဟာပညာတောင်းတဲ့နေ့ကပြပြတာဆိုတော့ပေါင်းကြည့်လိုက်လို့ရှိရင်သံဃာတွေနဲ့တွေ့တဲ့အခါမှာကုသိုလ်၅မျိုးရအဲ့ဒီလိုကုသိုလ်မျိုးတွေရအောင်ယူတတ်ပြီဆိုလို့ရှိရင်ဒါမှတ်တမ်းတွေရမယ်သံဃာနာယူရမယ်သူလိုလူဖြစ်ဖို့အရေးကြီးဟောကုသိုလ်ကိုရအောင်ယူတတ်မှာနော်ကုသိုလ်ကိုရအောင်မယူတတ်လို့ရှိရင်မရဘူးအတူတူလုံးကြလာခြင်းပဲလို့ကုသိုလ်မယူတတ်တဲ့လူကမရဘူးအလုံးရှိရင်တော့ကုသိုလ်လုပ်တာပဲဒါပေမဲ့အကုသိုလ်တွေဖြစ်နေတဲ့ပုဂ္ဂိုလ်တွေမရှိနိုင်ဘူးရှိနိုင်တယ်အဲ့ဒါကြောင့်မို့ကုသိုလ်အကုသိုလ်ဆိုတာဘယ်မှာဖြစ်တာတော့ဆိုရင်ကိုယ်စိတ်ထဲမှာဖြစ်တယ်လို့မှတ်ထားကိုယ်စိတ်ထဲမှာဖြစ်တာကိုယ်စိတ်ကကြည်လူပြီးကိုယ်စိတ်ကအပြစ်ကင်းစင်နေဖို့လိုတယ်ကုသိုလ်ဆိုတာအပြစ်ကင်းပြီးတော့ကောင်းကျိုးချမ်းသာပေးရတဲ့သဘောတရားတဲ့အဲ့ဒီသဘောတရားတွေမိမိရဲ့စိတ်ထဲနှလုံးထဲမှာဖြစ်ခဲ့လားဒါပဲကြည့်ရများများဖြစ်ပြီးဆိုရင်များများကုသိုလ်ရတယ်လို့ပြောအဲ့လိုမဟုတ်ဘဲနဲ့သူကတော့10သိန်းလူတယ်သူကသိန်း100လူတယ်သူကကုသိုလ်တွေအများကြီးရတယ်လို့ဒီလိုပြောလို့မရဘူးနော်ဒီလိုပြောလို့မရဘူးအဲ့တော့သက်ဆိုင်ပုံစံမပုံစံနဲ့ဘာမှမဆိုင်ဘူးဝေယဝိသကုသိုလ်ဆောင်တဲ့တာနဲ့ပဲဟောသက်ဆိုင်ထုတ်ပေးတဲ့လူတွေကုသိုလ်ရတာရှိသေးတယ်ပါယတိရာတိပါယတိရာဇညဆိုတဲ့ဘုရင်ကြီးနဲ့သူ့ရဲ့ကိုယ်စလဲပုဒ္ဒရာလူတွေတို့ပဲရှိပါယတိရာဇညဘုရင်ကြီးကသူကတရားတရားပေါက်ပြီးတော့ရှင်ကုမာရကဝတရားနာရလို့တတိထောင်းကုန်တစ်ထောင်းကုန်အလှူဒန်းလုပ်တယ်။ဘာမှတော့မရှိဘူးပတ်စံသူကပေးတယ်။အလှူဒန်းကိုဥဆောင်ပြီးတော့လုပ်တာဥက္ကဋ္ဌလုပ်တယ်။သူကကိုယ်စလဲရင်းကြီးရဲ့အလှူကိုစေရနာနဲ့စွမ်းအားနဲ့စိတ်ဆိုင်ပြီးတယူတတိတလေးတခြားသူကလုပ်တယ်။ဘုရင်ကြီးကတော့ပတ်စံပဲထုတ်ပေးတယ်ဟုတ်တယ်လား။ပတ်စံကုန်တာကတယောက်ဝေယဝိသလုပ်ပေးတာကတရားနော်ဝေယဝိသကုသိုလ်ကိုအချင်းမသေးနဲ့ပတ်စံတရားမှမပါဘူးအဲ့ဒီဥဒ္ဒရာလူတွေမှာဘင်းကြီးထုတ်ပေးတဲ့ငွေ1000နဲ့သူကအလှူဒန်းလုပ်တာသိတဲ့အခါကျတော့အဲ့ဒီဝေယဝိသပတ်စံတရားမှမဆိုင်ရတဲ့ဝေယဝိသသမားကတာဝရိဏနတ်ပြည်မှာဗိမာန်ကြီးတဲ့နတ်သမီး1000နဲ့အချမ်းရင်တွေနဲ့သွားဖြစ်တယ်ဟိုငွေ1000ထုတ်ပေးတဲ့နေ့စဉ်ငွေ1000ပုံပြီးတော့ထုတ်တဲ့အလှူတကာကြီးကဘယ်သွားရောက်တော့လဲတေဒီတကလို့ဆိုတဲ့ပုဂ္ဂိုလ်ပင်ကြီးနာကဗိမာန်ကြီးမှာတယောက်တည်းသွားဖြစ်တယ်။ခြံရလည်းမရှိဘူးသူများနေပြီးသွားတဲ့ဗိမာန်ဟောင်းကြီးမှာသွားတယ်။ဒီပတ်စံကုန်တယ်မကုန်တယ်နဲ့ဘာမှမဆိုင်ဘူး။အဲ့ဒါကြောင့်အလှူဒန်းလုပ်ပြီးဆိုရင်သိအရေးကြီးတက္ကိသံဒါနလေးဒီကလေးစားသူရပဲစိတ်ဒီကတော့စိတ်အားတဲ့ကြောစိတ်ကိုပြင်ဆင်ပြီးတော့သူရမယ်သာဒါနလေးဒီကိုယ်တက်နဲ့သူရမယ်အာဂမနဒိဋ္ဌိကိုဒီအကျိုးတရားဟာငါခံရောက်လာမှာပဲလို့သိမြင်တဲ့အသိဉာဏ်နဲ့သူရမယ်တဲ့ဒါကြောင့်မို့ကုသိုလ်ကောင်းမှုဆိုတာကိုယ်တိုင်လုပ်တတ်ရင်ကုသိုလ်ရတယ်စီးပွားရှာတတ်ရင်ပတ်စံရတာလို့ပဲကုသိုလ်ကောင်းမှုလုပ်တတ်လို့ရှိရင်ကုသိုလ်တွေအများကြီးရနိုင်ပါတယ်မလုပ်တတ်လို့ရှိရင်တော့ကုသိုလ်ကနည်းတော့နိုင်တယ်အေးဒါကြောင့်မို့လို့တရားရှိခင်လူတော်စင်ပြိဿတို့ဒီဘဝမှာစံနမုန်တိုင်းယူရမည့်ကုသိုလ်လူများကိုအတူယူအားကြတာဒီလိုဘဝအထဆင်းနိုင်အောင်ကိုယ်တိုင်ကိုယ်ရရှင်းကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်းကဲဒိဋ္ဌကိုရအောင်သတ္တဝါများစွာေယံကွာသံသာကြပါစေသတ္တဝါများစွာေယံကွာသံသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံ
ချမ်းကြပါစေမေတ္တာရေချမ်းသုံးကားဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဝိရသန္တာပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဝိရသန္တာပြေပါစေသံဃောတရံပိဝိတဝနာဝိသာသဗ္ဗေသမုဒ္ဒတာအာသရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောယမောတရံလောဘဒေါသမောဟစိတ်တောင်းခြင်းကြောင့်ခြေတရားစေကိုဤဝိတောဝန္တာရှင်ကြတောက်ကြရလာကြရကုန်သောကြောင့်ဝိသာသဗ္ဗေပူဇာခြင်းတော်ကိလေသာအစေတောက်ဟူသမျှတို့သည်သမုဒ္ဒပိဉ္စဘက်တွင်ရေပတင်တကဲ့သို့ပြင်စင်လွင်ကြောင်းပင်မြောက်အောင်ပဲကြောင်းအကုန်သည်ဟောတုစစ်စစ်နဲ့ဖြစ်ကြပါစေကုန်သတည်းအာသရမရအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းနဲ့ရှင်းထသောဒီဒီဘောကိလေသာကိုပုခတ်သိကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုကောဣတိရောသို့သာရောတရားရှိတဲ့စိတ်ကောင်းဝိညာဉ်သူတော်ရှင်များတို့သည်ယတုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မနေ့ပုံလေးဆက်ရောက်တော်မူကြပါစေကုန်သတည်း